ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံကြီးပေါ်တွင်29ရက်တလ58ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောဒေဝဒုတသုတ်တံအမှတ်1တရားတော်နတ်တော်နာကပါဠိတော်မှာဟောသည်ဒါမှလည်းပုဂ္ဂိုလ်များတွေဒေဝဒုတသုတ်ဆိုတာဘုရားတဆူတဆူပွင့်တဲ့အခါမှာတစ်ခါတစ်ခါဟောရဒီကရာလည်းဟောတာလည်းနောက်ဆက်လည်းမဟောတော့ဒေဝဒုတသုတ်ဆိုတော့ဘုရားတဆူဆူပွင့်ရင်ဘယ်နှခါဟောလို့ရှိတစ်ခါလည်းဟောလို့ရှိအဲဒီတစ်ခါလည်းဟောလို့ရှိတာဟာသူဘယ်ချိန်မှစပြီးဒီကလာဒေဝဒုတဆိုတဲ့သင်္နန်းတမန်လေးဟောပါလိမ့်မယ်လို့မေးခွန်းထုတ်လို့ရှိရင်ဖြင့်ဘယ်လိုလဲစေတနာရောက်တဲ့အခါကျတော့ကျိုးကပုဗ္ဗေနိယကနုပ္ပရိညာရတယ်ဘုရားဖြစ်တော်မယ်ဆိုဒီညာကစရနောက်ကဘာရလာဒိဗ္ဗစက္ခုညာဒိဗ္ဗစက္ခုဆိုတာကမြင်လို့ညာပေါ့ဘာလို့ညာရောနဲ့မေးလို့ရှိရင်ဖြင့်ဒီလိုကောင်းလို့တဲ့ပုဂ္ဂိုလ်ဝေရမတဲ့ပုဂ္ဂိုလ်ဘယ်လိုသွားလဲအာဟုဘယ်လိုတဲ့ပုဂ္ဂိုလ်ဘယ်လိုသွားလဲဆိုတော့ကသံဃာရရုပ်ဆိုတဲ့ဘဂုဒ္ဓကံကဘာကျိုးပေးတယ်ဘယ်ဘုဒ္ဓကံကဘယ်လိုကျိုးပေးတယ်ဆိုတော့ဒီဘသကုညာရတဲ့ချိန်ကစပြီးကြလားသူသိအဲ့ဒါသူသိတာဓမ္မရဲ့မှတ်ချက်ကသူများပြောနဲ့သိတာမဟုတ်ဒီဘသကုညာရတဲ့ကဘယ်ကံပြလို့ရှိရင်ဖြင့်အဘယ်လေးပါသွားဘယ်ကံပြလို့ရှိရင်သုတိသွားရမယ်ဘယ်ကံပြလို့ရှိရင်နိဗ္ဗာန်သွားရမယ်ဆိုတော့သုံးမျိုးပေါ့ဓမ္မတွေဒီနံပါတ်ကဘယ်ကံပြလို့ရှိရင်ဘယ်လေးပါသွားရမယ်နော်ဒါဘယ်လေးပါသွားတဲ့ကံဒါကသုတိသွားတဲ့ကံဒါကနိဗ္ဗာန်သွားတဲ့ကံကံမမျိုးရှိပါသုံးမျိုးရှိတယ်လို့မှတ်ထားတယ်အဲ့ဒါဘုရားဖြစ်တော့ဒိဗ္ဗစက္ခုညာရကြတဲ့ကဓမ္မတွေသူသိပါတယ်သူသိမှမဟောသေးဘူးအာရုံပြည့်တဲ့သူသိခြင်းကလည်းမြင်ရတယ်မဟောသေးပါဘူးနောက်ကျမ်းတိုက်ဆိုင်တဲ့အခါကျတော့တတ္တဝါတွေလည်းပြင်တရားတွေဟောပြီးတဲ့အခါကျမှဒီတရားဟောခြင်းကမှဟောလိုက်ပါတယ်ဒါကြောင့်ဓမ္မတို့ဒီတရားတွေဒေဝဒုတသုတ်လို့ခေါ်တယ်ဒေဝဒုတဆိုတဲ့ဒေဝကနတ်ဒုတကတမန်အစေကံတမန်အဲ့ဒါသေမင်းတမန်တုတ်လို့ခေါ်တယ်။ဒါတုတ်တဲ့သေမင်းတမန်တုတ်လို့မှတ်ထားကြပါတဲ့သေမင်းတမန်တုတ်လို့မှတ်ထားကြ။အဲ့ဒါကိုတဲ့သေမင်းတမန်တုတ်ကိုဘုရားကကိုရမကြီးဟောပါလိမ့်။သေမင်းလည်းရကိုလည်းသူလမ်းပြပါမယ်။ကျန်သေမင်းလည်းရရောသေမင်းလည်းရလည်းလမ်းပြမယ်။ဘုရားကတို့သေမင်းနိုင်တဲ့နေရာတွေကိုလည်းသေမင်းလည်းတွန်းမှမလွတ်သွင်းနိုင်တဲ့အချက်လက်တွေကိုလည်းသူရမယ်လို့ပြောတော့ဒီနေ့တရားမှာဓမ္မတို့ချက်လန်းလည်းသိရမယ်မြုပ်လန်းလည်းသိရမယ်ပေါ်လန်းလည်းသိရမယ်ကျွတ်လန်းလည်းသိရမယ်နော်အဲဒီလိုလုပ်တဲ့ပုဂ္ဂိုလ်ကျတော့မြုပ်လန်းပေါ့ဗျာခုလိုလုပ်တဲ့ပုဂ္ဂိုလ်ပေါ်လန်းပေါ်လာနေတော့သိရတယ်မဆုံးသေးဘူးနော်ဒီဘုန်းကြီးများရတဲ့အလုပ်ကိုလုံးမပုဂ္ဂိုလ်နဲ့ကလည်းကျွတ်လန်းဒါဖြင့်မြုပ်လန်းပေါ်လန်းကျွတ်လန်းဘယ်လန်းမှာသုံးလန်းကိုဟောပဲတဲ့ဒီနေ့မှတ်ထားပါဒါရင်ဒါဖြင့်ဘုရားကကိုရမကြီးဟောတဲ့ဆိုစကြပါအောင်သူဓမ္မတို့ဟောမှာရတော့ဖြင့်သုံးလန်းဟောမှာပဲတဲ့ဒါတော့ဘုန်းကြီးများနဲ့တွေ့တဲ့အခါကျတော့ဖြင့်ဓမ္မတွေဘုန်းကြီးများပြောတဲ့စကားကိုလည်းသေချာနားထောင်ပြီးသေချာလုပ်လို့ရှိရင်ဖြင့်ဘယ်လိုကံကြီးတွေဖြစ်စေကမူလွတ်နိုင်ကြနိုင်တဲ့အခြေအနေရှိတယ်ဆိုတာဥဝင်တော့မှတ်ရနော်မှတ်ရမယ်ဘယ်ခင်ကိုရမကြီးဒီဘုရားလုပ်တဲ့ချိန်ကစပြီးအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ပဲလေးပဲသွားရမယ်သူစိတ်ဒီနဲ့ဇံမိုးတဲ့ပုဂ္ဂိုလ်ပဲလေးပဲသွားရမယ်မကောင်းမှုပြောဆိုလုပ်တဲ့ပုဂ္ဂိုလ်ပဲလေးပဲသွားရမယ်ဆိုတော့သူသိနော်သူစိတ်လုပ်တဲ့ပုဂ္ဂိုလ်နာရသူသူသွားလိမ့်မယ်ဆိုတော့သိဥပဒနာလို့ဆက်ရှိစေလုပ်တဲ့ပုဂ္ဂိုလ်ဟာဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့နိဗ္ဗာန်သွားရမယ်ဆိုတော့သူသိ
ဘယ်ချိန်ကဒီကုံဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာကလေးကသူသိသိပင်မှမဟောသေးဘူးသူသိထားတာလေးကိုတဲ့အချိန်လုံးလို့ဟောတယ်ကဘယ်လိုဟောကြတော့မမေးလို့ရှင်ဖြင့်ငရဲကြောင့်သူစဟောလိုက်ငရဲကြောင့်သူစပြီးဟောလိုက်တယ်ဘယ်လေးပုံကြောင့်စပြီးဒီကလာလူတူတယောက်သူ့ပေစိတ်ကြသွားတယ်မကောင်းတဲ့အကုသိုလ်ကံနဲ့သမွေပြီးဒီကလာနေလို့အပယ်လေးပါးကိုကြသွားတဲ့ပုဂ္ဂိုလ်ဟာကြပြီးနဲ့တကယ်နဲ့ထဲဘုံမှာပဲရုံးကံကနာရှိသေးတယ်လို့ဒီကမောင်တော့မှားရနော်ရုံးကံကနာရှိသေးတော့ရုံးကံကနာကိုဒီငရဲရင်းတွေကတခါလေဒီလူတွေကစုတွေသွားတဲ့ဆက်စုတွေပြီးအပယ်တို့အပယ်ကံကြီးဖြစ်သွား냐တော့လေစစ်ဆေးရရှိတာစစ်ဆေးပြီးမှကြတဲ့ကြလိုက်တဲ့ငရဲကိုမှကြဖို့ရဆိုပြီးကြလားငရဲသားတယောက်ကိုဒီကငရဲရင်းတွေကဖမ်းပြီးကြလားယမမင်းဆိုရရှိတရားတော်မှာနော်ဒီယမမင်းကြီးစီပို့ယမမင်းကြီးစီပို့လေဒီကစုတွေသားတဲ့ပုဂ္ဂိုလ်ငရဲရောက်သွားတာပါအိုးရရုံးနဲ့မရောက်ခင်စစ်ဆေးရရှိတဲ့ပုဂ္ဂိုလ်ကြတော့ငရဲရင်းတွေကဖမ်းပြီးနော်ဖမ်းပြီးယမမင်းကြီးရှင်ဘုရားဒီပုဂ္ဂိုလ်ကြီးလူပြည်မှာမကောင်းဆင်တဲ့မွေးလာတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲဒါကြောင့်သူ့ကိုတန်ခါပေးအောင်ဘယ်တန်ပြီးထိုက်တန်တယ်ဆိုတော့သူ့စစ်ဆေးပါသုတ်ပြီးကြတာဒါယမမင်းကြီးဒါကငရဲကောင်ဒါကပေးကပြိတ္တဘောပေါ်လေအဲဒီကစစ်ဆေးအဲ့တော့ဒီငါးခုကိုဓမ္မတွေအရင်မှတ်ထားပါဒါကလေးဒါကလူကိုဒါကလူနာဒါကလောကကြီးထဲမှာရာဇဝတ်တဲ့နေတဲ့ပုဂ္ဂိုလ်ဒါကလူသေးဘယ်မျိုးရှိပါလဲနာမည်ရှိတယ်လို့ဒါလေးကိုမှတ်တမ်းတင်ထားကြပါဒီဘက်ကပါပါလေကလေးကနော်ဒီဘက်ကရာဇဝတ်ကောင်ရာဇဝတ်သားဒီကပါပါလေဒါပြဖြစ်မှာပဲတဲ့ဒါဒီကနေရင်းကဖမ်းတယ်ဒီကလာသွားတယ်ယမမင်းကြီးကဒီခေါ်မှထိုင်းပြီးဒီကလာနေတယ်အမောင်ကြားဆိုပြီးကြပြောလိုက်အမောင်ကြားလူပြင်မှာကိုယ်ကျင်ကြီးနဲ့ကိုယ်ကျင်ငယ်နဲ့လုံးထွေးနေတဲ့တက်လက်ကလေးနေတဲ့ကလေးလေးများမောင်မမြင်ဘူးလားမေးလိုက်ယမမင်းကြီးကဒီရာဇဝတ်ကောင်ကိုမေးလိုက်ငယ်ကောင်ကိုမေးလိုက်ငယ်ရောက်နေတဲ့ပုဂ္ဂိုလ်ကိုပြောမယ်အပြင်မပေးသေးဘူးကျွန်တော်မြင်လို့ရတယ်ဆိုတော့ပြောရကလေးမမြင်ဘူးတဲ့ဒကာဓမ္မတွေဘယ်လိုရှိမလဲဗျာရှိပါတော့လူကြီးမှာကလေးမြင်ဘူးတဲ့ပုဂ္ဂိုလ်တွေကြီးပဲလို့ဒကာဓမ္မတွေမဆိုနိုင်ဘူးလားဆိုတော့ကလေးမြင်ဘူးရလားဆိုတော့ဒီရဇုတ်ကောင်ကမြင်ဘူးပါမြင်လို့တဲ့ခါကျတော့ဒီကလေးကွာမမြင်တဲ့ခါကျတော့သူပြင်ကြီးတော့သူမသိနိုင်သူကျင်ငယ်တော့သူမသိနိုင်သူ့ဝိဇ္ဇာတော့ဆွဲနေတဲ့ချွဲတွေကိုလည်းသူမသိနိုင်ရှင်တွေရတယ်ကဲလို့လည်းမမောင်းနိုင်လက်ကလေးရှိလေးပါ냐တော့ဘာမှမလုပ်နိုင်လုံးနိုင်တယ်လည်းပါသေးပါမပါတော့အဲ့ဒီကလေးနေနဲ့ခါကြလို့ရှိရင်ဖြင့်မင်းတွေကလည်းဆိုလို့ရှိရင်ဖြင့်ဩဒါလေးကဒုက္ခိတလေးပါလားဒုက္ခိတလေးပါလားဒီဒုက္ခိတမျိုးကိုမင်းတွေကလည်းဆိုလို့ရှိရင်လွတ်အောင်ကြောက်အောင်လုပ်ဖို့အရေးဟာဒုက္ခိတဖြစ်မြင်ရတဲ့သားနဲ့ငါတော့ဒုက္ခိတဖြစ်မှလွတ်တဲ့ကျွတ်တဲ့ကြီးရှားမှပဲဆိုတဲ့စိတ်အမောက်မှမပေါ်ဘူးလားလို့စစ်ဆေးလိုက်ဘယ်လိုလဲစစ်ဆေးလိုက်ဒီမှာကစစ်ဆေးလိုက်ဒီမှာကစစ်ဆေးလိုက်တဲ့အခါကျတော့ဘုရားကပြောလို့ဖြစ်တဲ့ရှင်လေးကမဟုတ်နေသူနေလည်းရောက်နေတော့သူမှန်တယ်လည်းပြောရကျွန်တော်မမြင်ဘူးပါကျွန်တော်ဒီကားလို့ဆိုမစမ်းစားမိပါဘူးဒီဟာမှကျွတ်ရလက်ရကိုကျွန်တော်ရှာမယ်ဆိုတဲ့စိတ်ကျွန်တော်စိတ်ထဲမှာတခါမှမပေါ်ဘူးပါဒါသူအမှန်ထွက်တယ်လားအမှားထွက်တာမှန်ထွက်တယ်နော်ဓမ္မတို့ကလေးမှာဆိုလို့ရှင်သူကျင်ကလည်းသူကျင်နဲ့သူချဲနဲ့သူကလေးနဲ့လုံးခွဲနေတာခင်ဗျားတို့ပကတ်ကျွန်းသဘောကောင်းအောင်တို့ဘူးလားအဲ့ဒါလေးမြင်တဲ့အခါကျတော့ဘုန်းကြီးတို့ဓမ္မတွေကဒီကလေးဖြစ်မှဒါခန္ဓာရှိလို့ရှိရင်ကလေးကစားမှာကြီးပဲဒီကလေးဖြစ်မှလဲရကျွရကိုဖြင့်ဒီဒုက္ခိတလေးဖြစ်မှလဲရကျွရဖြင့်ငါတို့ဒီရှာမပဲဆိုတဲ့ဘုန်းကြီးတို့ဓမ္မတွေတော့ပါကြရတာကလေးမြင်လို့သွားပါသင်ကမ်းချက်ချရတာပဲယမမင်းကခါတယ်ဩတဲ့မေ့ပါလားတဲ့မေ့ပါလား
ဒါကြောင့်သူသားရင်းလေးရှိပါရဲ့ကသူလုံးနေတယ်ဆိုတော့ဒီပဲရတခြားပါရသေးတယ်ဘာမှမရဘူးဆိုတာကိုအောင်လို့ပေါ်လာဆရာကတရားဓမ္မတို့ခင်ဗျားတို့အတွက်လဲတဲ့ကသတိပေးတာပါဒီမှာမင်းစစ်တမ်းကိုဒါကပေးသေးချာချာပြောတော်မူတာနော်စစ်ပုံရပြုပုံရတရားဓမ္မတို့ဒီကလေးမြင်တဲ့အခါကျတော့ခင်ဗျားတို့ဒီကရှိသတိထားပါဟောဒီကလေးလေးဒီသူပြင်းကြီးသူကျင်ငယ်သူတလိပ်သူချွဲဘာများသူဒီကားလို့ဆိုလို့ရှိရင်တုတ်တင်နေတဲ့အခြေအနေရှိပါရဲ့လားမရှိပါဘူးပတ်သက်တဲ့သဘောတည်းပြက်လက်ကလေးနေပြီးကာလချင်းကလေးလိုလိုကသူမမောင်းနိုင်ခြားလည်းမပြောနိုင်ငုံငုံဒီနဲ့တော့ချိန်ကုန်ပြီးကာလနေတာဒုက္ခိတာလားဒုက္ခိတာလားလို့မဲကြည့်တာဒုက္ခိတာဒုက္ခိတာလေးနေတော့ဒုက္ခိတာဘဝဖြင့်တို့ဉာဏ်ဉာဏ်ဖြစ်နေပြီဒီဒုက္ခိတာဘဝမှာလွယ်ရကြရေးကိုဖြင့်တို့ရှာမပဲဆိုတဲ့စိတ်ကိုဓမ္မတွေမွေးကြဒါကြောင့်တရားဆရာအထူးဆရာမလို့တဲ့အကြောင်းဘုရားသခင်ကိုရမကြီးကယမန်နဲ့စစ်ပုံကိုတခါလေးထုတ်ဘုရားဖြစ်ပြီးဒုက္ခသကုဉာဏ်ရတဲ့ဒီစစ်ပုံတွေသူကြားတယ်မြင်နေပြီအဲဒါကြောင့်အမောင်းနဲ့ဒီမြင်မှုပါရဲ့လားဆိုပြီးငယ်သားဆက်လိုက်တဲ့အခါကျွန်တော်မြင်တော့မြင်တယ်မြင်ပေမဲ့လည်းဇာတိဓမ္မဝိဇာတိနာတိတော့ဇာတိဒီကားလို့ဆိုလို့ရှိရင်ဇာတိသဘောမလွန်နိုင်ပါလားဒီလွန်နိုင်တဲ့လမ်းကိုပြန်လာပြီးရှာမပဲရှာမပဲသွားမပဲလာမပဲဇာတိတွေရှာမပဲဆိုတဲ့အမောင်းစိတ်မှာမပေါ်ဘူးလားလို့ကိုဆွဲစစ်ဟုတ်ငယ်သားဘယ်နဲ့ဆက်မပေါ်ဘူးပါဟောအပေါင်းဒီလူပြည်မှာအမေကြီးမဲ့နေပါလားတာသမီးစီးပွားရေးနေတာအမောင်မေကြီးမဲ့နေတာပါလားဒါပြန်အမောင်မဲ့နေတဲ့ဥစ္စာအခုလိုလုပ်ပြီးလောဘဒေါသမောဟနောက်ကလိုက်ပြီးအမောင်ကြီးလောကီကြီးပွားရေးကလုပ်ပြီးဒီကရနေတယ်ကိုအကြောင်းကိုပြန်သိတယ်လို့မဟုတ်ပါလားအမောင်ပြန်လိုက်ပါလားအဲ့ဒါအမောင်ကြီးရဲ့အကုသိုလ်ဟာအမိလည်းမဆိုင်ဘူးအဖလည်းမဆိုင်ဘူးမောင်လည်းမဆိုင်ဘူးနှမလည်းမဆိုင်ဘူးနာလည်းမဆိုင်ဘူးဂျမာလည်းမဆိုင်ဘူးစင်မင်းညာလည်းမဆိုင်ဘူးအမှန်တရားခံတတ်တယ်ဆုံးဖြတ်ချက်ချတယ်ရင်းမိကြဒါဘယ်လိုဆုံးဖြတ်ချက်ဒီမှာမင်းကြီးကဆုံးဖြတ်ချက်ချတယ်ဘုရားကဟောရင်းမိကြလားဘုရားဓမ္မတို့ဘယ်လိုဟောတာတော့ဟောတာကဘုရားဘုရားကဟောတာဖြစ်ပြီးတကယ်လာနေတော့ဘယ်ချိန်လုံးကသူမြင်လာတော့ဆိုတော့ဘယ်လိုဝင်လဲရှင်ဗလမန်ဒိဗ္ဗစက်ကိုမြင်ရတဲ့ကငါမြင်ပါကွာတဲ့ဒီလိုဖြစ်ပြီးကြတာဒီလိုဖြစ်ရတဲ့ဖြစ်တွေကိုငါမြင်ပါတယ်ဆိုတော့အကြောင်းမတိုက်ဆိုင်သေးလို့ငါမဟုတ်သေးတာအခုအကြောင်းတိုက်ဆိုင်လို့ဟောဖို့ဆိုတဲ့အိဗယ်ကိုဥဝင်ပြောရောက်ပါကြည့်လို့ပထမစစ်ချက်မှာဘယ်နဲ့တော့လုံးလုံးကိုဝင်လုံးကျွတ်တခါလဲမဲရတဲ့ဖြစ်ကြီးပေါ်မတော့ဘူးအဲ့ဒါတော့ဘယ်လိုကောင်းလို့ဖြစ်ကြရလဲအမှန်ပြည့်တဲ့ဒါသမီးရှိပါရဲ့အကုသိုလ်လုပ်တယ်ဥပဒနာလုပ်တယ်မောင်မဲပြီးကြတာနေတာလူရည်ကြီးကအမောင်မချခြင်းတာဒီဒါသမီးရှိပါရဲ့အတွက်ကြောင့်အမောင်ဒီမဟုတ်တာတွေလောက်နေတာပဲဒါကြောင့်အဲ့ဒါမှန်သားတဲ့ခံမမုံမင်းသမီးတဲ့ခံမှာမဟုတ်ဘူးမင်းဆွေမျိုးမမေမဖေးဘယ်သူမှမဆိုင်ဘူးမင်းကလည်းဒီပြစ်တယ်မင်းခံရလိမ့်မယ်ဆိုပြီးကြတာအချက်ရေးလိုက်တာသူ့အောင်ပဲနေတော့ကြောက်စရာမကောင်းမမှန်တယ်ကလေးမှမဆိုလေရဲ့ဘူးနော်ဘယ်လိုရှိတဲ့ပုဂ္ဂိုလ်တွေလဲအမှန်ကြောက်စရာကောင်းတဲ့လူတွေဒီတရားလူကြီးလုံးနေတဲ့ဓမ္မမင်းကြီးဆိုတော့အမှန်ကြောက်စရာကောင်းကြောက်စရာကောင်းတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ဆိုရမယ့်စကားတွေကလည်းမတရားချင်းထွက်ပေါ်ရအကြောင်းဆိုဒီနေရာဖြစ်ရင်ဒီနေရာနဲ့တော့ရောင်းပါဘူးဗျအဲ့ဒါသူအမှန်ပဲပြောရတယ်ဆိုတာဓမ္မတွေရင်းမိကြအဲ့ဒါကြောင့်ဘုန်းကြီးကဖြစ်xuấtချင်တာကဘာလို့မေးဘုရားဓမ္မတွေကိုဒီနေရာဒီစကားကိုမသွားစေချင်ဘူးမသွားစေချင်တော့တရားဟောနေမသွားတဲ့လမ်းကိုလည်းပြပေးဒီတရားပြမှာပဲမသွားတဲ့လမ်းကိုသို့တော်လည်းဒီလိုဖြစ်စဉ်ရှိတယ်ဆိုတာကိုလည်းသူကကြည့်လို့သိပါစေတော့ဒီတရားထုတ်ဟောတယ်နော်မဟုတ်တယ်မလားဘုရားတစ်ခုမှာတစ်ခါလာဟောတယ်ဒီတရားဓမ္မတို့ဘုရားတစ်ခုမှာကနခါဟောတစ်ခါတော့ဟောတယ်အဲ့တော့ဒီနာမှာတစ်ခါလဲလို့ပြီးကြတာတော့ဘုရားဓမ္မတွေဒီတရားမနာရတော့ဒီကလေးမြင်တော့ဖြင့်ဒီဒုက္ခိတဖြစ်မှာလောက်အောင်ဘယ်လိုကြံရပါမလို့ဒီလိုပဲ
မကောင်းမှုတွေလုပ်လဲကောင်းမှုလုပ်လဲကလေးတို့ကောင်းမှုလုပ်ကြလဲလူပြန်ဆိုလို့ရှင်ဒီဒုက္ခရမှာပဲသဘောကျကြမကောင်းမှုလုပ်ပြန်လဲတိရစ္ဆာန်ကလေးလူငယ်ဆိုလို့ရှင်ဒီဒုက္ခရမှာပဲအဲ့တော့ဒီပြိဋ္ဌိရလို့ရှင်ဒီပြိဋ္ဌိမျိုးဘောကြအထယ်လေးဖြစ်လာလို့ရှင်ဖြင့်ဒုက္ခိတဖြစ်မှာတပါးဓမ္မတွေဘာများဆုံးဖြတ်ချက်ရင်သေးတယ်ဒုက္ခိတဖြစ်ပါမလားသူပဲလူပဲမဟုတ်လားစားကောင်းရတာသူသူနာသူမထားနိုင်တယ်ဆိုတော့သိရတယ်ဆိုတော့ဖြင့်ဓမ္မတွေကျတော့ဒီကမှလာခဲ့ရတော့လာခဲ့ပါကြည့်တော့ဓမ္မတို့ဒီတို့ကမြင်တဲ့အခါမှာလွတ်အောင်ဒီဖြစ်မှလွတ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကိုဖြင့်မြင်နိုင်မွေးရပါဒီကြဒီဖြစ်မှလွတ်အောင်ကြောက်အောင်လွတ်အောင်ဒါဖြင့်ကြိုးစားပါတော့မယ်ဒီဒုက္ခိတဖြစ်မှလွတ်အောင်ကျိုးစားပါတော့မယ်လို့ကမောင်တို့လူတို့အားလုံးဘုန်းကြီးတို့ဓမ္မတွေကျိုးစားကြပါဒါသိမင်းတမန်နဲ့သိနာမတမန်နဲ့သဘောကျလားမရပါဘူးရာဒီကတော့သူ့တန်ဝေကမရတဲ့ပုဂ္ဂိုလ်သူတယောက်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်မေ့ရတော့မယ်ဆိုတာမသေးရဘူးလားအဲ့ဒါကြောင့်သိမင်းတမန်ဒေဝဒုတတုတ်ဆိုတော့ဘုရားကြီးဒေဝဒုတဒေဝကနတ်ဒုတကတမန်တို့ရအဲ့တော့နတ်တမန်ကြီးဆိုသလိုဒေမင်းတမန်ဒါတွေကဒေမင်းတို့ဤသွားရလမ်းကိုပြနေတဲ့ဥစ္စာတွေဖြစ်ပြီးကြတာနေတော့ကလေးမြင်တိုင်းကလေးလူနီးတွတ်ကလေးမြင်တိုင်းဟုတ်လားသံမိုးလေးတွေနဲ့ဘာမှအယူဆိုကြည့်တန်လေးတွေဘာမှကိုယ်သားကိုယ်မျိုးကပေးမေးပြီးကြတာရှင်းနေရတယ်ကိုယ်နဲ့ကြီးနဲ့ကိုယ်နှံ့နဲ့ကိုယ်တလိမ့်နဲ့အရှုပ်ပွေလိမ့်နေတာပဲဝင်သူကသူဘာမှမလုပ်နိုင်လို့ဘာမှမလုပ်နိုင်တာတောင်းဘုန်းကြီးတွေကဓမ္မမြင်ပါရဲ့သားနဲ့ဒီဖြစ်ဖြစ်လောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်တကွမှတစ်စက်မှမပေါ်လာတာဟာဘုန်းကြီးတွေကဓမ္မတွေရုပ်ဆုံးမှုပဲကိုကြီးကိုသားကိုသမီးကိုဘူးချီဘူးကြတာကြီးပဲဆင်လို့လွဲကြသလားအဲ့ဒီထဲကနေပြီးကြတော့ညာပါရဘယ်နဲ့ဖြစ်နေတော့ညာဝိမေဒါသမီးစီပါရေးပါဗျာမေ့ကြလမ်းမနေဘူးလားအဲ့ဒါကြောင့်ယနေ့ကဟောတဲ့တရားမှာတရားဓမ္မတို့ဒါမြင်တိုင်းကြောက်အောင်လွတ်အောင်လုပ်မယ်ဆိုတော့ခင်ဗျားတို့ကြောက်အောင်လွတ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကိုသင်တို့ချက်ကြရှင်းကြလားဒါမြင်ကြောက်အောင်လွတ်အောင်လုပ်မယ်လို့နှောင်းမရဘူးဘယ်လိုလဲမြင်လို့သူကဇာတိဆောင်ကြတယ်ဇာတိကလားဇာတိကဇာတိမနာနိုင်ဘူးဇာတိကဇာတိမနာနိုင်တော့ဘူးဇာတိဒုက္ခတွေ့ရမှာပဲမတွေ့ရဘူးလားအဲ့တော့ဇာတိရှိလို့ရှိရင်ဒကာဓမ္မတွေတွေ့တယ်အဇာတိဇာတိရှိလို့ရှိရင်အဇာတိရှိရတွေ့လိုက်ဒီကလေးဒုက္ခရှိလို့ရှိရင်ဖြင့်ဒီကလေးမျိုးမှလွတ်တဲ့ဒုက္ခရှိရမရှိရဘူးလားဇာတိရှိလို့ရှိရင်အဇာတိရှိရမှာကိုဒကာဓမ္မတွေမှန်ပါဘာရှိရင်ဘာရှိရမှာအဲ့ဒီလိုတွေးနေရှင်ဘုရားကရှင်းကြလားဇာတိရှိလို့ရှင်ဘာကိုတွေးနေရှင်အဇာတိပြိဋ္ဌိမဏိရရှိတယ်ဒီဒုက္ခရှိလို့ရှင်ဒီဒုက္ခလွတ်ရအဇာတိဆိုတော့အဇာတိပြိဋ္ဌိမဏိရနိဗ္ဗာန်ဆိုတော့မရှိဘူးလားရှိပါပါအဲ့ဒီကိုဒီဇာတိလေးမြင်နေရတော့ဖြင့်ဇာတိလို့ရတော့ရှားမပဲဒီအမှန်ယူဆိုကြည့်တန်တာပဲလို့ဆိုတော့သံဃာညာနဲ့ဓမ္မတွေရှားကြစမ်းပါလို့သူ့မြင်နိုင်ရှားမယ်ဆိုတဲ့စိတ်မွေးကြပါရှင်းမလားဒါဖြင့်ဒီတရားဆရာသည်ဘုန်းကြီးစီတောင်လာနေရမှာလားမျိုးရဲပြရဲမှာပဲနေရင်တွေ့ရသလားလို့မေးကြနေတိုင်းတွေ့ရတော့တွေ့ရတယ်တွေ့ရညာတော့ခင်ဗျားတို့ကဖြစ်เสียလေးခင်ဗျာလေးဟုတ်လားရှင်မုံထောက်ကနာတောင်ပြုတ်ပြီးဒီကရာနေလိုက်သေးတယ်ဒုက္ခိတလေးလို့ခင်ဗျားတို့ညာနဲ့ရောက်ကြလားမရောက်တော့ခင်ဗျားတို့ဒီလိုသူတို့ဝါချုပ်ပြလေးမိဂံဘာကံတာသမီးတွေမင်းတို့လည်းတောင်းအောင်တင်းနေဆိုလို့ရှိရင်ဖြစ်များကံဖြစ်ချင်တယ်ဥမခင်ဗျားတို့မှန်ပါဒီဆိုးတယ်လို့မှန်ပါဘုရားကြီးဖြစ်ချင်တယ်လားမဖြစ်ချင်ပါဘူးတော့ဥဒ္ဓမဟာနတ်ကမဖြစ်ချင်ပါဘူးဘယ်ရဟန်းရဲ့ဖြစ်ချင်တာပါလေလားဒါရီဒုက္ခိတဟုတ်မဟုတ်စဉ်းစားတာဟုတ်ပါဘူးသူလက်ချေပါတော့ဘာတော့ကြဘာမှတော့မကြောက်ဘူးခုပါဇက်ပါလာတော့လုံးကြောက်ဘာမှမပြောနိုင်ဘူးသင်ကြိုက်ပါလေဘာလို့ပါလဲကျုပ်ရေးပေးပါအဲ့ဒီကျုပ်သမန်းပေးပါလို့တောင်းလိုက်ကြလားဓမ္မပါဇက်ကတော့မကြောက်ဘူးနော်
ဒီလိုလေးဘာလို့ဖတ်ပြီးသွားနိုင်ရမသွားနိုင်ဘူးရှင်ရဲ့တဲ့လူကမောင်းလို့နှင်လို့ရတယ်မရပါဘူးဒုက္ခိတလားဒုက္ခိတအဲ့ဒါလူဝါရပါလို့တောင်းတဲ့ဓမ္မတွေမှာရှိဆိုဒုက္ခိတဖြစ်ရပါလို့တောင်းမှပါဗျာတောက်ပါမကောက်ဘူးလားဆင်ညာရဆက်လိုက်တာကလူလေးနဲ့ပြိုလေးကိုလည်းညံနဲ့မှကြည့်ပြီးတောင်းမှန်ပါဒီလိုပြိုလေးကဒုက္ခိတကတက်လာဒါကြောင့်လူကြီးရပါလေစတောင်းတဲ့ပုဂ္ဂိုလ်ရှင်းဆိုဘာပြည့်စုံမှသင်ကြဒုက္ခိတဖြစ်ရပါလို့သဘောကျလားလူကြီးရပါလေဆိုရင်ဘာနဲ့လဲဒီလိုဆိုမတောင်းဘူးကမောင်ဒီလိုဆိုမတောင်းပါဘူးခင်ဗျားတို့ကဒီဒုက္ခိတမြင်ရသားနဲ့ကိုချစ်စရာလေးခင်စရာလေးသူ့ဖို့လေးဒုက္ခခဲခဲလေးဟုတ်လားသနာစရာလေးအစရှိနေတဲ့ခင်ဗျားတို့ကဒါဒုက္ခိတမြင်တာကိုခင်ဗျားတို့ကသင်္ဃဝိပ္ပန္နတာနဲ့ကြည့်ပြီးဒီကရာအမှန်မှန်နဲ့ကြည့်ကြခါကြလို့ရှင်းဒီကောင်းဟာရင်တောင်းပြီးပြီးလိုက်တာဒီလိုတန်ကောင်းလိုက်တာအစရှိနေတဲ့ခင်ဗျားတို့ဒုက္ခိတကိုဝိပ္ပန္နကောင်းနဲ့ယူနေတာအတော့မဆိုးဘူးလားဟောရနာဓမ္မတွေပေါ်ကြလားနောက်ခင်ဗျားတို့လူဖြစ်ရှင်သေးလားဘုန်းကြီးဆိုမညာနေမှာခင်ဗျားတို့လူဖြစ်ရှင်တော့စမှာဒုက္ခိတစမှာဆရာမသိကြဘူးလားအဲ့ဒါလူဖြစ်ရပါလို့လို့ကောင်းတယ်များဘုရားရှိပါရှိသနာဘောကောင်းတော်ဝမ်းနဲ့ကောင်းတဲ့စိတ်ကြီးလို့ရှင်းတယ်ဒုက္ခိတလေးရှိဟုတ်ပါသဘောကျဒုက္ခလေးကြည့်ရတဲ့အခါကျတော့တောင်းပြပါအောင်မလားမတောင်းဘူးမတောင်းရလို့ရှင်းဒီဇာတိဒုက္ခမှာလဲရပါလို့ဤဆိုလို့ရှင်းနိဗ္ဗာန်ရောက်ဇာတိတော့အခါတည်းမလို့ရမနေရဘူးဗျဇာတိကပြိတ္တိကိုဗျဒီလိုကြီးမလို့ခလို့တော့အဲ့တော့ကြောင်းကောင်းကောင်းလုပ်ပြီးတောင်းဘယ်ရမ်းပါလဲဘုန်းကြီးပြောတော့မနာကြနဲ့နော်ကြောင်းကောင်းကောင်းလုပ်ပြီးတောင်းဒီကလေးတွေကကိုယ်တိုင်မမြင်မိုးတဲ့ပုဂ္ဂိုလ်များဘူးရှိဒီဒုက္ခိတကိုမြင်မိုးတယ်လို့ရှိတယ်အဲ့ဒါကိုပဲနဲ့နောက်ကဒီစမ်းတဲ့စမ်းတဲ့ဒီမှာစမ်းတဲ့ပြရပါလို့ဆိုပြီးခင်ဗျားတို့ဒီဟာကိုမနောထားပြီးဒီကရာတောင်းတဲ့ဥစ္စာကျောင်းတော်နန်းတောင်းတာဗျမဆိုရဘူးလေဆိုတော့ဒါကမှလည်းဘာတောင်းတာလဲကျော်ခင်ဗျားတို့မျိုးလုံးကအတော်ဆိုးရနေပါလားဟုတ်ပါဘူးပေါ်ကြလားဒါကမှဒါရင်ကြောင့်ဘုသေချာယမမင်းဆိုတော့ဒုက္ခိတဖြစ်နေစစ်လို့ဒုက္ခိတဖြစ်မင်းမမြင်ဘူးလားဒါလည်းကျော်လောင်ငါဖြင့်သူတော်ကောင်းလို့လုတ်ပါတော့မယ်လို့မင်းစိတ်ကမလာဘူးလားလို့ဆိုတော့ဒုက္ခိတနဲ့ဒုက္ခိတပြောစစ်တာဟုတ်ဒီကမှန်မှန်ပါဒုက္ခိတနဲ့ဒုက္ခိတပြောစစ်တာဟုတ်ကဲ့မှန်ဘူးလားကဲဒါကလည်းဒုက္ခိတရှိမှကြံတောင်းတယ်ဆိုတော့ဥပါဒံကောင်းတယ်ဥပါဒံယူပဲဥပမာတောင်းရင်ယူဘယ်ကောင်လဲတောင်းတဲ့ကောင်လဲယူနောက်ကတော့မယူနဲ့လောနာလုံးနဲ့ကြည့်ကြရှင်းပြီလားနောက်တော့မတောင်းကြပါနဲ့တဲ့ဒုက္ခိတစုဘုံတော့တောင်းနေတယ်တောင်းနေမှာဒုက္ခိတစုကိုပြန်တရားဓမ္မတွေမတောင်းပါနဲ့လူတွေရပါလို့ဆိုရင်ဒုက္ခိတဖြစ်ရပါလို့ရှင်းမလားဘာလဲဒုက္ခိတဖြစ်ရပါလို့ဒီလိုဆိုရင်ဘယ်လိုမှမတောင်းဘူးဒါကြောင့်ဇာတိဒုက္ခသစ္စာပြဒီကဒီပါရဲဒါကြောင့်ဒီလူတွေကဘာလို့ဆိုဒီကမစားဘူးလဲစားမယ်ဒီတက်လက်ကလေးနဲ့ဒုက္ခိတလေးကမစားဘူးလဲစားဒါကြောင့်ဒီကဒီဒုက္ခသစ္စာစားရပါလို့ဒီလိုတောင်းလိုက်တာလားဒီကြတော့အမှန်မဆက်ရဘူးတဲ့သစ္စာနာလာတဲ့ခါကျတော့လည်းအမှန်ဆက်ပါဘူးသစ္စာနာစိတ်သုံးနေတဲ့ဓမ္မတွေကြတော့ဒီကြည့်ရပါလို့ဆိုတော့လူတွေကစားတယ်ဓမ္မတို့ဒုက္ခိတရစားရဲကြလူတွေကစားပါဒုက္ခိတကစားတော့ကိုလူကြီးရပါလို့တောင်းတဲ့ပုဂ္ဂိုလ်များစီကားလို့ဆိုလို့ချင်းဒုက္ခိတကစားဖြစ်ရပါလို့ဆိုတဲ့အိဗယ်မျိုးကိုခင်ဗျားတို့တောင်းနေတာပဲမသိဆိုရလွန်းတယ်မသိကြတယ်မဟုတ်ခင်ဗျားတို့ဆိုရတာပုံနေသေးတယ်မဟုတ်လားအဲ့ဒါကနောက်ဒါရဉာဏ်လို့ရှိရင်ဒီဒုက္ခမှာလွတ်ရပါလို့လွတ်ရလဲကြောင်းတာငါလွတ်ပါတော့မယ်လို့လူပြင်မှာလွတ်တော့ဟိုကြလာဒါကြီးပြပြီးစိတ်ခံနေလို့မဖြစ်တော့ဘူးဒါကြလားလွတ်ရလဲကြောင်းမရှိဘူးလားဒါကြီးရှိလို့ရှိရင်အခါတိကရှိပါဘူးအမှန်ရှိရင်အလင်းရှိရမှာအပူရှိရင်ရှိတာကြီးပဲဒကာရမတွေကဒီဒုက္ခိတကိုမရကြိုက်တော့ဆက်နေတာရှ
မလားဒါမင်းလည်းပဲကြိုက်ဒုက္ခမင်းလည်းပဲကြိုက်နေတာလွန်လွန်းတယ်လို့ခွန်ကြီးရဖြင့်ဒီနေ့ထုံးပါနော်မထုံးပါဘူးနော်ထုံးပါမှာပဲတဲ့ဓမ္မမင်းကဆိုတော့ဒုက္ခပြင်းလို့စစ်သလားဒုက္ခပြင်းလို့စစ်အဲ့ဒါအမှန်မမြင်ဘူးလားတော့ဒါကြောင့်တော့လောက်ပါမယ်လို့မင်းလူပြင်နေတော့ကမင်းဒီစိတ်မလာဘူးကျွန်တော်မလာဘူးအဲဒီဓမ္မတွေမလာဘူးတဲ့ခဏရင်းဘူးလားသင်္ဃာတော့မလာလို့ရှိရင်ပြန်ကကောက်ဆုံးရချရကြမင်းဒီလိုဆိုကာဝကညာနဲ့မင်းမလာဘူးမင်းမလာတော့မင်းသင်ရလို့နေတာဆိုတော့ကိုယ်ပြောကြတယ်မပြန်ဘူးလားအဲ့ဒါမင်းပြောတဲ့အဘုဒ္ဓကံတွေကမင်းနေလည်းမဆိုင်ဘူးတဲ့သဘောကျမင်းမလာလည်းမဆိုင်ဘူးတဲ့အဲ့ဒါမင်းနေလည်းမဆိုင်မင်းပြောလည်းမဆိုင်မင်းမလာလည်းမဆိုင်သင်္ညာလည်းမဆိုင်မတန်းလည်းမဆိုင်မင်းလည်းဆိုင်တယ်ဒီကောင်းတဲ့ချက်ပတ်တန်းရလိုက်ဒီဘလောက်တဲ့မှန်တယ်ဆိုတာပေါ်လာလိုက်အဲ့ဒါဘုရားကိုယ်တော်ရင်စိတ်တန်းနေသေးချာချာသူကိုယ်ရင်ဉာဏ်ပြီးစစ်နေပုံကိုသူကိုယ်ရင်ဟောဘုမာဒီတိုင်းရှိတယ်ဆိုတာမယုံမရှိနေတယ်ဓမ္မတို့သဘောကျကြအမောင်ဖြစ်ထွေရခြင်းအတော်ဆိုးရလေတယ်လို့ပြောတော့ဘုန်းကြီးတို့ဓမ္မတွေကျတော့ဘုန်းကြီးလမ်းပြပြီဓမ္မတွေဟောစစ်တဲ့ဥစ္စာခင်ဗျားတို့မကောင်းဘူးသူကတန်ခါရဖို့ဖြစ်လာတယ်ဆိုရင်ခင်ဗျားတို့ကတန်ခါမရလို့ခင်ဗျားတို့သူတော်ကောင်းနဲ့မြတ်တာသူကကြီးဆိုရမယ်ဆိုတော့ဒီတည်းကတန်ခါရဖို့မဟုတ်လားဗျာရဖို့လို့ကိုကျတော့ကတန်ခါရဖို့အလုပ်ကိုတဏှာပွားဖို့အလုပ်ဖြစ်ဒါကြောင့်ဆောင်းလာတယ်သမီးတယောက်ဆောင်းလာတယ်ဝန်တာကြဒီတော့မေဃမွေးစကလေးရပြန်စစ်ကျခင်ရလေးရှိလာပြီသင်ရပါဟုတ်မလဲဗျဒုက္ခိကလေးတယောက်ရောက်လာတာအမေကိုကြီးကားလို့ဆိုရင်ဒီဒုက္ခိကတယောက်ကိုတယောက်တော့မအားမလို့ဘယ်လိုလမ်းကတော့ဓမ္မတွေဘာမှမလုပ်ရဒီနေ့ကျင်းမောင်းကြတော့မမြင်တော့လည်းဒါကြီးကဘာမှကူညီရသေးဒုက္ခိကလေခင်ဗျားတို့သူ့မဲရမနေပါနဲ့သူကဘာကူညီပေးမယ်လို့ခင်ဗျားတို့ပြောသေးတယ်မပေးနိုင်ရဲ့ပြင်မှာခင်ဗျားတို့ကသူဒုက္ခိကကိုပဲနဲ့ခင်ဗျားတို့သေဝိမလို့ဓမ္မသူကိစ္စပြီးရလားမပေးနိုင်အောင်ပဲဒုက္ခိကမဆက်လားဆက်လားဆင်းလိုက်ပြီလားဓမ္မနာဖြစ်တယ်ဆိုတော့ပေါ်လာလားအဲ့ဒါဒုက္ခိကမြင်တာကိုခင်ဗျားတို့ကကြံကောင်းပြီးဒုက္ခိကရှင်များတောင်းတာများတော့ဥရင်လဲပြီဘုကောတောင်းလားတောင်းလားပေါ်လားဓမ္မရဏကိုလူစုတောင်းနေလေလားလူစုတောင်းရင်ဘာပါလာမလဲခင်ဗျားတို့ကဝန်ရှိသေးလက်ကျနဲ့ခွက်လက်ဆိုပြီးတောင်းတဲ့ပုဂ္ဂိုလ်ကျတော့ဒုက္ခိတဒီရှင်များမကြုံရဘူးနဲ့အဲ့ဒါကဘုရားကပေါ်ပေါ်လာသေးတယ်ကျွန်တော်သစ္စာခဲပေးတာဆိုတော့လာသေးမလာဘူးလားဒီကောင်းကဘာမှမတောင်းတော့ဘူးတောင်းတော့အနတ်ပြရမယ်ကမဆိုရဘူးလေဆိုတော့ဘောရရရတော့တိုင်းတိုင်းကဘုဒ္ဓဒုက္ခိတနဲ့ဒီဒုက္ခိတနဲ့ဘယ်လိုသာဆိုဒီလိုကသာဆိုတာဘောရဟမ်ဒါဓမ္မတို့ဒီလိုကိစ္စမျိုးများနောက်ဆက်ပြန်မလုပ်ကြပါနဲ့ဟုတ်လားဒီလိုကလည်းကျွန်တော်ဘုန်းကြီးတရားနဲ့ရချက်ပြီးပြောပါမယ်သိရမှာဒီငါးချက်ကိုသိရမှာဥပမာဇာတိဒါဇာတိတော့ကမလားဇာတိကဘောလာတယ်လို့ဆိုရင်ဥပါဒံဟုတ်လားတဏှာဝေဒနာဝေဒနာပြည့်စုံတဏှာတဏှာပြည့်စုံဥပါဒနာပြည့်စုံဘောဝပြည့်စုံသာပဲဓမ္မလေဝေဒနာဝပြည့်စုံတဏှာတဏှာပြည့်စုံဥပါဒနာပြည့်စုံဘောဝပြည့်စုံဒီကလာလားဒီကလာတယ်ဒါကိုခင်ဗျားတို့ကဆက်လုံးမလုံးနိုင်တဲ့အတွက်ဒီဇာတိဒီသူကျိုးလည်းပြောလာဖြစ်ဒုက္ခိကလာဖြစ်တယ်ဥအောင်လို့ရှင်းတော့ဒုက္ခိကဘယ်ကလာတော့ဆိုတော့ဝေဒနာမရှိတဲ့ပုဂ္ဂိုလ်ကလာတာရှင်းမလားဒုက္ခိကဘယ်ကလာဝေဒနာကိုခင်ဗျားတို့ကသိသိရှုလိုက်တယ်လို့ဆိုလို့ရှိရင်ဒီတဏှာနေရာမှာကိုညာလာပြလိုက်တယ်မဟုတ်လားဒါရှိတဲ့ဒါလည်းရှိတဲ့ညာအဲ့တော့တဏှာလာရဲ့ဒီဥပါဒနော်ဇာတိရောဒါပြန်လေဒီဇာတိနောက်ကမလာလို့ရှိရင်အာဇာတိပရိသေမနိယာဆိုတော့ဇာတိမရှိလို့ရှိရင်ဇာတိဒုက္ခလဲရဟာနိဗ္ဗာန်ပဲလို့ခင်ဗျားတို့ဆိုနေဟုတ်လားမကြားနိုင်ဘူးကြားနိုင်တော့ဘုန်းကြီးကဒီဟာဆိုးကြောင်းကိုလည်းပြ
ဒီဇာတိမရှိအောင်လုပ်ပြီးကိုပြမပြဘူးလားအဲ့ဒါခင်ဗျားတို့ဘယ်လမ်းလိုက်ကြတယ်လို့မရှိအောင်လုပ်တယ်ဒီမိုက်ကြဘူးလားလိုက်ကြတော့ခင်ဗျားတို့သင်ထားတဲ့ဝေဒနာကိုဖြစ်ဖြစ်ရှိသေးဒါကဝေဒနာဒီဖြစ်ဖြစ်ရှိတာကဟုတ်လားဝေဒနာကဖြစ်ပြီးတဲ့ကနေစားအရှိတာကမဲ့ဆိုတော့မဲ့နဲ့ကိလေသာတက်လိုက်တော့တဏှာပြလိုက်ပြီလားဒီငါဝေဒနာကိုတဏှာလာပြီလားဘယ်မှမလာဘူးဥပါဒနာဥပါဒနာမလာတော့နဲ့ဘဝတွေဘဝမှာမလာတော့နဲ့ကဲဒီကကြည့်ရရိမ့်ပြီလားဒါဖြင့်ဒါကအာဇာတိဒီကအာဇာတိဒီကပါတော့ဒီကဇာတိဒီကရှုတဲ့ပုဂ္ဂိုလ်အာဇာတိဒါဖြင့်ဒီလိုဒီလိုမလုပ်လို့ရှိရင်ဒါဒုက္ခိတဖြစ်မှာဒီလိုလို့ရင်ဒုက္ခိတလောဒုက္ခကျမ်းလားဒါဖြင့်ဓမ္မတို့ဒုက္ခိတလောကျမ်းကိုလည်းဖြစ်ကြောင်းကိုလည်းခင်ဗျားတို့ဟောပြီဒုက္ခိတလောကျမ်းကိုလည်းအလုပ်ခွန်နေတော့ပြတော့ခင်ဗျားတို့ဒုက္ခိတဖြစ်ပြန်လို့ရှိရင်ဘုန်းကြီးတို့ပြောတဲ့အလုပ်လုပ်မယ်ခင်ဗျားတို့ဒုက္ခိတတော့ရှင်းနေကြလို့ရှိရင်ရှင်းနေကြသေးလားတော်တော့လားတော်ပါပါတော်ဟုတ်ပြီဒါမှတော့တော်တော့ဘူးလားတော်တော့ပါပြီတော်တော့လို့ရှင်းနေဇာတိကိုမြင်မဖြင့်အဇာတိသွားတော့မှာတော်ပါဘယ်လိုပြောမလဲအဲ့ဒါဒီလိုသွားလို့ရတာတဲ့ဥပဒနာညာနဲ့မှသွားလို့ရတယ်ဥပဒနာညာနဲ့မှသွားလို့ရပါတယ်ဆိုတော့ဥပဒနာညာကလည်းပိုက်ကံပေးရတာလားငိုဆုံးခံရတာလားမေးကြည့်တာဒုက္ခနာရှိတဲ့ဝေဒနာကိုကိုရှိလိုက်ဟုတ်လားရှိကြတာအရှုခံရတာကအနိစ္စဆံမှာရှိနေမှာမဲ့ကဆံတာဟုတ်လားအရှုခံရတာရှိနေတာမဲ့ကဆိုတော့မဲ့ဆိုတော့ဒီလိုမှာလည်းဒိဋ္ဌိကြီးနဲ့ပြောတယ်ဒီလိုသာတတ်တယ်ဆိုတော့မတတ်ဘူးလားတတ်လာခွင့်ကိုပေးသေးရအနုဘာရနိရောဓသိကြတယ်အဲ့ဒါကြီးမသိကြဘူးလားအနုဘာရဆိုတော့မဖြစ်တာနိရောဓရဲ့ချုပ်တာမဖြစ်တဲ့ကိုချုပ်ရတာကွာအဲ့ဒါကနာချုပ်တော့ဥပါဒနာရောဟုတ်ပါဇာတိဒါဖြင့်ဇာတိရှိရင်အဇာတိရှိတယ်ဆိုတော့ဆရာဘုန်းကြီးကနှမ်းပြသဘောကျလားလုတ်တပလားလုတ်တပြီဆိုလို့ရှိရင်လုံးမှာတော့ပြတ်မှာနော်မလို့လို့ရှိရင်မပြတ်ဘူးဆိုတော့ရှင်းလိုက်ကြပါလားဒါဖြင့်ဓမ္မတို့ဒါကဒုက္ခိတလားဒီကဒုက္ခိတရှိတဲ့ဥစ္စာကဒုက္ခိတလားဒီလမ်းကခင်ဗျားတို့ယူဘနာဘရပါလို့ဆိုတဲ့လမ်းကဘာလမ်းပါလဲဥပဒနာရှိတဲ့လမ်းကအဲ့တော့ခုနကလူကြီးများပြတဲ့ဓမ္မတွေသိနေတယ်ဆိုခင်ဗျားတို့ခုနကမတော်ဘူးပေးချသည်ဒီလိုလားကျမ်းစာရေးသိနေတယ်ဆိုရင်တော့မတော်ဒီနာကတော့မရအောင်လေကျန်မပြောဘူးကနောက်ကမရေးကြဘူးလားခုနကလမ်းနဲ့ဆိုတော့နဲ့လက္ခဏာနဲ့ခင်ဗျားတို့အတော်ကြီးများလားဟမ်ရောက်ကြရင်ဒီကောင်ကဒုက္ခလမ်းကတော့မတော်ဘူးခင်ဗျာဒုက္ခလမ်းကတော့အဲ့တော့ဒုက္ခလမ်းခင်ဗျားတို့လောကီမှာသွားခြင်းတလို့ဒီလိုညာနဲ့သွားကြပါလို့ပြပြောလိုက်မပြောရဘူးလားဒါကြောင့်ဒုက္ခိတလမ်းရှိရင်ဒုက္ခိတလမ်းရှိတယ်ဆိုမှဓမ္မတွေပြောရမှာဟုတ်ပါရဲ့ဘာဖြစ်လို့ဒုက္ခိတလမ်းဆိုတော့အဆုံးအကုန်ခံပြီးတောင်းနေရတယ်လို့များဟုတ်ဘူးလားဒုက္ခိတလမ်းကိုလည်းဆရာလားကျင့်ကြဆရာလားပြီးလို့ပြည့်စုံမှာကျင့်ရမှာဘာလို့ရိတ်ကုန်ခံတောင်းနေတော့မသိဘူးပါမသိဘူးဒီလိုမပြောနဲ့ဒီလိုဆိုတော့မှသဘောကျလားဒါရင်တော့ဓမ္မတို့ဇာတိရှိလို့ချင်းအဇာတိကဘယ်နဲ့လဲရှိပါဘူးအဲ့ဒါအဇာတိဆိုတော့ဓမ္မတွေမှတ်တာတော့ဥပဒနာအလုပ်ပေါ်မှာအဇာတိရှင်းမလားဒီတရားတော့ဘယ်လိုရှင်းနိုင်တော့မလဲဆိုမှရှင်းနိုင်ကြမရှိတော့ဘူးရှင်းချက်ကပြီးတော့ပြအဲ့တော့ဒီကတော့အခုပြောတဲ့ဆရာဒေဝရိကတုတ်ကိုဖြတ်လန်းပြနောက်ကဖြတ်လန်းပြတာဟောဟောတယ်ပြဟောကစက်တပ်လာတယ်ဇာတိရှင်ဇာရှိရလားဇာတိဒီဒုက္ခသစ္စာအဇာတိပိနိရောဓသစ္စာသဘောကျအဇာတိပိဥပ္ပဇိပါတော့နိရောဓသစ္စာဆိုတော့ဒုက္ခသုတ်တာမဟုတ်လားအဲ့တော့အဲ့ဒီလမ်းလိုက်ကြကံပါလို့ဘုန်းကြီးတို့ကစုံတော့ဘုန်းကြီးကလည်းပြောနိုင်ဆိုနိုင်လို့ဓမ္မတွေလည်းကျမ်းမာဆွမ်းတာလို့တရားနာနိုင်တော့မြန်လို့လိုက်ဒါလေးမလုပ်ဖြစ်ဖဲနဲ့ခရီးမပေါက်ဖဲနဲ့တည်သွားရင်ဒုက္ခိတလမ်းပြန်ရောက်မယ်ခင်ဗျားတို့အလုံးကြက်ကြကောင်းတယ်မကောင်းဘူးလားအဲ့တော့
ဘသူကလူချမ်းသာဟောမယုံနဲ့ဘသူကလူချမ်းသာဟောမယုံနဲ့ရှင်းမလားဒီပြန်ပုဂ္ဂိုလ်တွေဟောတာကဒါလူချမ်းသာလို့ပြောတယ်ဟုတ်လားလူချမ်းသာဖြင့်ဒီကစားရဒုက္ခိတကစားမှာလားစားလို့လို့လားဆဲထားတဲ့ဓမ္မတို့လူချမ်းသာဖြင့်ဒုက္ခိတကစားဖို့လိုသေးလားဒါဖြင့်ဒါခင်ဗျားတို့ကတော့လူချမ်းသာလို့ဆိုမှာပဲငါတောင်းမှာပေါ့ဗျာအခုကိုယ်တိုင်တက်လာခဲ့ရတဲ့လမ်းရှိတော့ကိုယ်ပဲလမ်းနဲ့တက်ခဲ့ရဒုက္ခိတလမ်းနဲ့တက်ခဲ့ရကောင်းပြီဒုက္ခိတလမ်းဒါတော့ဖြင့်ယမမင်းပြန်ကောက်ပါအောင်တဲ့ဒါကဖြတ်လမ်းကိုမြန်မြန်သိစေကျွန်တော်ပြပေးကြပါကောင်းတယ်ဓမ္မတွေယမမင်းနဲ့သိပြန်တယ်တဲ့အမောင်းတဲ့ဒီတိုင်းဒီငရဲဘယ်နဲ့တော့ဖမ်းပြီးတော့ဒေဝရတိစာကိုရှင်းပြပေးဘူးအမှန်လို့ရင်ရတဲ့ခါကျတော့ခါတိုင်းနဲ့ပဲကြည့်ဆံပြူငဲမှုလေးကြောက်နေတဲ့ဒရာပုဂ္ဂိုလ်တွေများမောင်းမြမှုလားဓမ္မမင်းကတက်လိုက်ကျွန်တော်မြင်မှုပါမြင်မှုနေတာရောမြင်မှုလည်းပြောအောင်ရှိမှာပေါ့ဒါကြောင့်မဲ့ဇရာကောင်းလို့ဇရာနာတိတော့ဆိုတဲ့ဇရာရှိနေဇရာမလွန်နိုင်ဘူးအဲ့ဒါမအိုရရှင်းငါသွားရင်ကောင်းပါပဲအဲ့ဒီလမ်းလိုက်မှတော်မယ်လို့အိုးမြင်ပြမအိုရလားနဲ့သွားမယ်လို့မောင်စိတ်ကူမပေါ်ဘူးလားလို့မေးတယ်မေးတယ်မောင်အားလုံးတရားဓမ္မတွေမေးတယ်လေဆိုတော့သဘောကျခင်ဗျားတို့တက်တာမေးရတော့မယ်ဒါရမမင်းကမေးတော့ဘုန်းကြီးကမေးတော့မခင်ဗျားတို့ခါတိုင်းကတော့ဘယ်လိုစံကြည့်ပြီးဒီကလာနေတဲ့ခွားကြီးတွေမြင်ရတဲ့အခါဟုတ်လားဒီဘွားကြီးတွေမြင်လို့ရှိရင်ဒီဘွားကြီးမျိုးမဖြစ်တဲ့လမ်းသွားမယ်လို့ဘွားကြီးတွေမြင်တိုင်းခင်ဗျားတို့ဒီစိတ်ပေါ်ပါရဲ့လားဘွားကြီးလားတော့မလိုက်တော့ဘူးအဖိုးကြီးလားတော့မလိုက်တော့ဘူးဟုတ်လားဒရာလားမလိုက်တော့ဘူးအဲ့ဒရာမအိုရလားလိုက်ဒီလိုမျိုးစိတ်ပေါ်ရရလားမပေါ်ရပြန်ကိုယ်လေးဒီလိုအိုအောင်မှာပဲဆိုပြီးကြတာခင်ဗျားတို့အိုလားသိလိုက်နေတယ်စိတ်ကူးတယ်ဟုတ်ဘူးလားအဲ့တော့အိုလန်းဉာဏ်လို့ရှိရင်တရားဓမ္မတို့မအိုလန်းရှာမယ်ဆိုလို့ပေါ်အောင်လုပ်ကြရှင်းမလားဒါကြောင့်ခင်ဗျားတို့တရားရဆရာမျိုးရင်းများမှရှိရလားရှိပါဘူးရှိတယ်ရှိရတာနဲ့ဒီအိုတဲ့အိုတော်မှသူ့သားနဲ့သမီးနဲ့ညီးနဲ့ပြုမဲ့လူနဲ့ဟုတ်လားရေချိုးမိုးချိုးပေးမဲ့လူနဲ့ဒီလိုမျိုးခင်ဗျားတို့ကြိုက်နေသေးတယ်ပြောပါဦးအဲ့ဒါအတော်ကျဲနေတာဟမ်တမလူငယ်ကြီးဖြစ်ကိုယ်ဘယ်ခဲ့နေပါလားကဲအခုကပြန်ဓမ္မနဲ့စစ်တာကဒီဝကြီးကိုမြင်ပြီးအိုလက်တဲ့လမ်းကိုပြန်ငါလောက်ပါတော့မှဆိုတာမောက်စိတ်ကမပေါ်ဘူးလားမင်းဒီလိုကလည်းဖြစ်ဟုတ်တယ်ဓမ္မတွေအိုလက်တဲ့လမ်းသွားပါတော့မှဒီဝကြီးတွေရှိနေလို့ရှိရင်အိုလက်တဲ့လမ်းကိုပြန်သွားပါတော့မှဆိုပြီးချက်ချင်းနိုင်ရပြီးချက်ချင်းဥပဒေများကောက်လိုက်တဲ့အခါပါပါရဲ့လားဖြစ်တယ်ခင်ဗျားတို့ဓမ္မနဲ့စစ်ကြခင်ဗျားတို့ဒုက္ခရမှာပဲဒီလိုရင်းကြဘူးလားကြားပါလားသဘောကျကြလားတဲ့ဓမ္မတို့ကိုယ်လည်းရှိလို့ရှိရင်ကြောက်ပါလားမဟုတ်ဘူးလားဟုတ်လားကိုယ်လည်းရှိရင်ပါကြီးရမိုးလည်းရှိရမယ်ဓမ္မတွေရအိုလည်းရှိတယ်ဆိုလို့ရှိရင်အိုလည်းရှိရင်မိုးလည်းရှိရမယ်ဆိုတော့ထုံးတယ်ကြီးဖြစ်ရင်လည်းဆရာသမားကနှမ်းပြခရကသူမျိုးအင်းဒီမှာတဲ့ငါဒီကားလို့အလဲမှာတော့ဆက်ရှိတယ်ငါလည်းထိုင်နေတယ်ဟုတ်တယ်အင်းကတော့ဆဲလို့ရအင်းကနိုင်ဘုံတော့တော့ဆဲသူကလည်းထိုင်နေတယ်တဲ့ဝက်ကြီးဒါပေမဲ့ဒီကဒီဝင်တဲ့ပုဂ္ဂိုလ်လည်းသူမလေးပဲဘူးလားဒီကဆက်သွားတဲ့ပုဂ္ဂိုလ်ဒီလိုပဲငါနှမ်းမိတယ်တဲ့ငါကတော့ဒါကြောင့်ဘုန်းကြီးကနှမ်းမိတရားကိုဟောရင်းနေလားဒါကြောင့်အိုလန်းဖြစ်လို့ရှင်မအိုလန်းဖြစ်ရမယ်တဲ့အဲ့တော့သူ့ပဲဆက်လိုက်ပါဦးလားမန္တလေးလေးကြီးတွေမြင်တဲ့အခါကျလို့ရှိရင်ဖြင့်ဩနန်းဒီကားလို့ရှိရင်ဖြင့်သူတော်ကောင်းလို့ကျိုးစားပြီးဒီကလာလုံးမှာပဲဓမ္မကာရနန်းဒီနေရာကြမှာပဲတော့မောက်စေတဲ့သံဃာရရပြီးဒီကလာဉာဏ်စကားကတော့ဝမိပါရဲ့လားလို့မေးတဲ့အခါကျွန်တော်မတော့ဝမှုဘူးရှိတယ်ဇာကြီးဘယ်နဲ့ရှိကျွန်တော်မတော့ဝမှုတော့ဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေလည်းတော့ဝမိကြရဲ့လားလို့မေးရင်လည်းဖြေကြမတော့ဝမိဘူးဆိုတော့ဒီကောင်းတဲ့သူအရေးရမယ့်ကောင်းတဲ့ဘာဖြစ်လဲသဘောကျလားဒါဖြင့်ဒီကရှိကမသိတာဒါထားတော့ယခုပြန်အိုမြင်တယ်အို
လို့ရရှာပါတော့မယ်ဆိုသူမြင်လိုက်လို့ရှင်ကိုဥပဒနာပြန်ကောင်းပြန်ပေါ့ဟုတ်လားဥပဒနာတော့ကိုသွားနေတဲ့ဝေဒနာကိုပဲရှုရှုဟုတ်လားလုံနေတဲ့ဝါရောရှုရှုခဏခဏဖြစ်ပြနေတာလေးတစ်ခုမိအောင်ရှုလိုက်ဓမ္မဝရံတခါအိုးမြင်တာနဲ့မောဝရံရှာပလိုက်ကြတော့ဒီလိုလောက်ကြစမ်းပါတဲ့ဒါတရားဆရာကြီးပါပဲယမမန်းစစ်တော်ဒါပြဖြစ်တာပဲရှင်းမလားမောလာဆိုတော့ခေါင်းရတိုင်းပဲဓမ္မတွေလေဝေဒနာချင်းသိစေတဏှာမလားဘူးလားတဏှာသိစေဥပါဒံဥပါဒနာသိစေဘဝသိစေဇာတိဇာတိသိစေဇရာဆိုတော့အိုလန်းရောက်လာတာပဲမလားဘူးလားအော်ဒါဝေဒနာမရှိတဲ့ပုဂ္ဂိုလ်ဒီအိုလန်းနဲ့သူသွားတော့မသွားပဲဘူးလားတဲရှိကြဆိုတော့တဲ့ဓမ္မတွေဒီဘက်ကတွေသာထားနော်ဝေဒနာဖြစ်ဖြစ်ရှိလိုက်ပါတယ်တဲ့အဖြစ်ပြီးပြတ်တယ်ဆိုတော့ဖြစ်တဲ့ကာမိစ္ဆာရှုတဲ့ကမက်ကလို့ဆရာဘုန်းကြီးကဟောတာပြတ်တယ်ကလေးလားသနာဥပါဒံဘဝသတ်ဟုတ်လားဇာတိသလားလာရရလားမအိုလန်းနေဒီလန်းကဥပဒနာလန်းကဘာလန်းကလဲအဲ့တော့အိုရာဉာဏ်နဲ့ဉာဏ်နဲ့ခင်ဗျားတို့ကကိုယ်ဝေဒနာကိုပြန်ရှုလိုက်ကိုယ်ရုပ်ကိုပြန်ရှုလိုက်ဒီပြတ်သေးတယ်နော်အဲ့တော့အချိန်လေးမနေနဲ့တော့ဒါတွေကဒီကလေးမြင်လာလို့ရှိရင်လည်းသူ့ဇာတိလားဆိုရင်အောက်ဇာတိလားငါသွားမယ်အဲ့တော့သူကအိုလန်းဆိုလို့ရှိရင်တော့ခင်ဗျားတို့မောလန်းငါသွားမယ်ဆိုပြီးကိုယ်ဖြစ်တဲ့ကိုရှုပေါ့ဗျာဒါမေလန်းမရဘူးလေရောက်ပါတယ်မေလန်းပေးရှားရှားကိုခင်ဗျားတို့တဲ့ရပါတယ်ဆိုတော့မေလန်းဆိုတဲ့နိဗ္ဗာန်လားရှင်းကြလားဒါဖြင့်ခင်ဗျားတို့အိုမြင်တိုင်းမြင်တိုင်းခင်ဗျားတို့ဘာရှားရမလဲမေလန်းကိုရှားရမယ်ရှားဆိုတာလည်းရှားမဟုတ်ဘူးအလုပ်လုပ်လိုက်ကြရင်ရှင်းမလားဒီကကြည့်ပါလို့ရှိပါအဲ့ဒါရှင်းသားနေလို့လို့လေလားဒါကြောင့်တရားဓမ္မတို့တရားဆိုဘယ်နှယောက်တွေ့လို့နှယောက်တွေ့ပြီတဲ့အကျိုးမရှိဘဲနေလို့ရှိရင်ခွန်းကတရားပြန်ဆက်လို့ဘယ်နဲ့တရားပြန်ဆက်တဲ့ဒီကဓမ္မမင်းရမယ်ဘုံမင်းရနဲ့မင်းဒီကားလို့ရှင်ဖြင့်သူတော်ကောင်းလို့မလုပ်မိတာဒီမင်းသားနဲ့မင်းနဲ့ဆွေနဲ့မင်းနဲ့မင်းဒီနေမှုနေတဲ့အတွက်ဒါတွေမင်းမရှိမိတာပဲဒီလိုလုပ်တယ်ဆောင်းများပေါင်းစီမမရှာမိတာပဲမင်းကြီးတဲ့အပြစ်တွေဒီကားလို့ဆင်မဲ့နေလည်းမဆင်မဲ့ဖေလည်းမဆိုင်မမောင်ကလည်းကျင်းမဆိုင်မင်းသားများလည်းမဆိုင်မင်းလာလည်းဆိုင်တယ်ဆိုပြီးညနာမှာတောက်ချက်ထုတ်ဘယ်နည်းချက်ရှိဒီချက်ရှိတော့ပြီတဲ့ဘုန်းကြီးကပြောရတာတော့ဖြင့်နှလန်းကြီးကြတယ်နော်နှလန်းကြီးကြတော့ဒုတိယလမ်းကိုဓမ္မတွေလိုက်ပြအောင်လိုက်တာဆိုတာကိုသုတိပေးတယ်မပေးတဲ့ဒါနဲ့ကတတိယလမ်းကိုပြောကြပါဦးလို့တတိယကြတော့ဒီလူနာတွေဓမ္မတွေဘယ်လိုမှမဘူးဆိုရင်လည်းခင်ဗျားတို့ဆိုရင်ညာကဖြစ်စေဒီပဲစိုက်ဖြစ်စေဟုတ်လားနောက်တော့ငယ်ဝန်းကြီးငယ်ဖြစ်စေဘုန်းတော်လူတွေသွားဆောင်မမေးကြဘူးမဲတဲ့ခါကျလို့ချင်းမနာလန်းကိုသူ့မြင်တဲ့ဖြင့်မနာလန်းရှာမိဆိုပြီးပြန်ခဲ့ကြရလားမပြန်ဘူးကဲအနာမြင်တော့မနာလန်းရှင်ရှာမပဲဒီခန္ဓာရလို့ချင်းဒီနာလန်းဟာလောကနဲ့ပုတ်မြေကြီးတွန်းလေးပုတ်ပြီးလွဲမလားတကယ်တမ်းကမှာပဲဆိုတဲ့ဓမ္မတွေသင်ချောင်းမလားအဲ့ဒါလူမှမေးပြီးပြန်ခဲ့တာပဲခင်ဗျားတို့ကလည်းကျမ်းပါပါစေချမ်းသာပါစေဆိုမေတ္တာကပုတ်ပြန်ခဲ့တယ်ကိုယ်အတွက်ကဖြင့်သူ့အတွက်ကမေတ္တာပုတ်ပြန်ခဲ့တယ်ကိုယ်အတွက်ကဖြင့်ဒီလမ်းလိုက်ပါတော့မယ်ဆိုတဲ့ဒီဆိုရသဘောကျကြကျမ်းပါပါစေချမ်းသာပါစေအားလုံးမျိုးရပြီးမေတ္တာနဲ့ကျမ်းပါပါစေချမ်းသာပါစေဆိုတာဖြင့်ကျမတို့စေနာထားပါတယ်ကျွန်တော်တို့စေနာထားပါတယ်ဘာမှအားမငယ်နေဒီလိုဒါမျိုးကဘယ်လိုဖြစ်တာပြောက်တာပဲဒါပြောကြနေတာအားပေးပြီးတော့ပေါ့ဟုတ်လားကိုယ်ကပြန်ပါပါခဲကြဒါပြန်မဲမောပြန်လာခဲ့တာပေါ့မှန်ပါတရားဓမ္မတွေဘယ်လိုပြန်လဲမဲမောပြန်လာကြတယ်ဆိုတော့ရှင်းမလားဒါပြန်တရားဓမ္မတို့မနာလန်းရှာပါပဲဆိုပြီးပြန်ခဲ့ဘူးရလားလို့မေးရင်မှုသားလည်းမသုံးကြနဲ့ဘယ်နဲ့တော့ပြန်ခဲ့ပါဘူးရှင်မဖြစ်ရဘူးဘယ်တရားမှမဆက်လာဘူးကြဘာအောင်မဆက်လာဘူးအတကယ်နေပါတော့လားဥက္ကမကတရားမှမဆက်လာဘူးဆိုတဲ့ကဒီပုဂ္ဂိုလ်ရဲ့ဖြင့်မောင်မေ့လာကြည်လားဆိုပြီးသူ့စီရောက်မဲ့ပုဂ္ဂိုလ်ကြီးသိချင်
ဒီမှာမှဆက်ခံရတဲ့ပုဂ္ဂိုလ်တွေသိကြမသိကြဘူးလားသူဘယ်ပြောတော့ကိုအလူမမာတော့တယ်ခင်ဗျားတို့သွားမေးသားဟုတ်လားမာမေမမာရလန်းရှိလို့ရှိရင်ဖြစ်မာရလန်းရှိရဟုတ်လားမနာရလန်းရှိတဲ့နာရလန်းရှိရင်မနာရလန်းရှိရမှာဟုတ်လားဒီကရှိတယ်မရှိတယ်ရှိစမ်းပါလေရတော့ဒီဝေဒနာကိုရှိစမ်းပါဆိုတော့ဝေဒနာနိစ္စဆိုလို့ရှိတဲ့ကမဲ့ကဆိုတော့ဒီဘက်ကတွေကိုလာသေးရဲ့ဟုတ်တယ်နာရလန်းမနာရလန်းနာရရှိရင်မနာရရှိတယ်ကြတော့မှဒီရဒီဒီအရင်ကပေါ်နေမယ်ဆိုရင်ဒီလိုသိဖို့တတ်မှာပဲဆက်လန်းနေကဲအခုကြည်ကြည်နဲ့တော့ဘောကြကြနာရရှိရင်မနာရရှိတယ်ဆိုတော့နိဗ္ဗာန်လို့ရှင်းဘုန်းကြီးတွေကတော့ရှင်းဆရာမတွေကဟောမှာပဲမဟုတ်ဘူးဘုန်းကြီးတွေကဟောဒီလိုလုပ်လို့ရှင်ဟောဒီလိုတကယ်လည်းသိက္ခာပြီးသွားတယ်ဆိုတော့ခဏလေးလုံးမှာသိက္ခာပြီးမယ်ဆိုတော့လုံးခွင့်ပြပေးလိုက်ရှင်းလို့လားကဲရဓမ္မတွေနာလန်းရှင်းရင်ပါတော့ဒါကြောင့်ခင်ဗျားတို့လူမာခင်ဗျားတို့အခုခင်ဗျားတို့ရှိရမယ်ဖြစ်စဉ်ကဖြင့်တချို့လည်းဒီရှင်နေရောက်ဘူးတချို့လည်းဒီရောက်မရောက်ကြသေးဘူးလားရောက်နေတော့အဲ့ဒါဘာတော့လို့မေးတဲ့အခါကျတော့ခင်ဗျားတို့ဒီလားလိုက်ပြီလို့လူဘဝဆူတောင်းပြီဟုတ်လားလူဘဝဆူတောင်းရတဲ့ဇာတိလံဇရာလံအဲ့ဒါကြာပြီလားဒီလိုမလားဘူးလားသဘောကျကြကောင်းပြီဒါဖြင့်နောက်ဖြင့်ဒါတွေဒီတိုင်း1 2 3တွေ့တိုင်းတပည့်တော်တို့ဖြင့်ဗျာပြိတ္တိမနေတဲ့လားမအိုးတဲ့လားမနာတဲ့လမ်းကိုတပည့်တော်တို့ဖြင့်သွားတာတော့မယ်ဆိုတော့ပါဇက်ကမကြီးနဲ့ချက်ချင်းဝေဒနာပဲရှိကြတယ်အဲ့ဒါမသွားဘူးရှင်းမလားချက်ချင်းဝေဒနာရှိပြပါဘုရားကြီးကသက်သက်တယ်ဆိုတော့မလုပ်သေးဘူးလားအဲ့တော့ဓမ္မတို့ဒီလိုနှလန်းပြတဲ့ဆရာဟာခင်ဗျားတို့မတွေ့ဘူးလေလို့ဖြတ်နေတာအခုတော့ဒါတွေ့လို့ရှိတယ်ဒါတွေ့တယ်နော်ဒါတွေ့တယ်ရှိပြီလို့ရှင်ဒါလေးကိုလုပ်တယ်မလုပ်ဘူးလားလုပ်ပါတယ်ဆိုတော့ကကြောင်းမသိကြဘူးသိကြတဲ့လို့ကိုဘာလို့ကြောင့်မလုပ်ပြတာလဲလို့မေးတဲ့အခါဒီလိုတို့ဆရာရိုးရနှိမ့်ဆက်နေလို့လူမှာပြန်သွားမေးရတယ်ဆိုတာကတလို့ပြန်ပို့ရတယ်တလို့မျိုးကောင်းရလားမေးဖို့ပဲငါတို့ကသိရင်ဘာမှမဟုတ်ဘူးပုံရတာကြည့်တာအဲ့ဒီမျက်နှာကြည့်တာမျိုးလုပ်နေတာကိုယ်တော်ရရဖို့ပါလားအဲ့ဒါဒီလိုလိုဘုန်းကြီးတွေနဲ့တဝိတ္တဘုရားအမှန်တရားနိုင်လိုက်တာသီလကောင်းလိုက်တာနောက်တော့ပြောလို့ရှိနော်ခင်ဗျားတို့ကပြောကြပြီးနေတယ်ငါလည်းအောင်ရုံးမလို့လားအပေါ်ကြီးဒီဘုန်းကြီးမျိုးဖြစ်ရလို့ရှင်နဲ့သူတို့ကမှသိချင်ပါသေးရဲ့ဒါကနာဟုတ်ဘူးလားဘာကြောင့်ဒီနည်းနဲ့ရှင်းနဲ့ရှင်းနဲ့ကြောက်တာမရများနဲ့ဆိုလို့ရှိရင်ဖြင့်ဒီမှာတွေရတယ်ဘုရားမဟုတ်ရဟုတ်ဘူးလားအဲ့ဒီလိုဆိုတော့ကျွတ်တော့ဒီလိုမှဥဟောပါမလားလဲလာခြင်းလာခြင်းဘူးလားလာခြင်းလေလားဒီနာရပလားအိုရှိလို့ရှင်အိုလို့ဆိုရနော်အနာရှိလို့ရှင်ကောင်းပြီဆရာကြပါလားရှားဆိုတာဓမ္မတော့ပုံပြီးရှင်းဘုံကြောင့်ဆက်ကမ်းနဲ့ကိုယ်ရှိတဲ့ဝေဒနာကိုသိကြလိုက်မပေါ်ဘူးလားအဲ့လိုကြားကြမှာလို့အဲ့ဒါခဏလေးကနည်းရနဲ့ဝေဒနာဖြစ်ဝေဒနာပဲတော့ရှိအနာကလည်းသင်ကြသေးတယ်မပြောင်းရှိနေတာကြီးအဲ့ဒါမအိုလန်းကိုသူအိုလန်းကိုလည်းပို့နိုင်တယ်မရှိတဲ့ပုဂ္ဂိုလ်သူ့ရဲ့ပုဂ္ဂိုလ်အိုလန်းကိုမပို့ဘူးဆိုတော့လည်းဥပဒေမမှန်ဘူးနော်အဲ့တော့ဘုရားတို့ဒီမအိုရခြင်းရှာမပဲဆိုပြီးရှင်ရှင်သုံးကြောင်းတော့သိကူးနေဟုတ်လားသိရှင်ဒေသနာပါတဲ့ဝေဒနာကသိဖြစ်တဲ့ရှိသူတော့ကြပါလားမအိုရရှာရပါလားမနာရတော့ရှာရပြီနော်မရှိနေကြတယ်လူတွေကဘိုးရမနာရမတရားဆိုတော့နိဗ္ဗာန်မှာရောက်မှအေးမှာဒီလိုပြောပါဒီပါအောင်ပြောပြောရတာမဟုတ်လားဗျာနိဗ္ဗာန်ရောက်မှအေးမှာဆိုတော့ဒီကနိဗ္ဗာန်ဆူတောင်းနေကြရမယ်ဆိုရင်နိဗ္ဗာန်ဆိုတော့ဒီလိုရှုမှသာရင်ဒါတွေနိဗ္ဗာန်နဲ့ဒီဘက်ကငြင်းကြတာနိဗ္ဗာန်ဆိုတော့ဒီဘက်ကငြင်းတယ်ဆိုတာဟုတ်လားနိဗ္ဗာန်ပဲဒီနိဗ္ဗုတောကိုကြာနိဗ္ဗာန်ပဲဒီငြင်းကြတယ်ဥဒ္ဓမကြောင့်နိဗ္ဗုတောကြီးဆိုတော့ပိဋကနိဗ္ဗုတောဖြစ်နေလို့ရှိရင်ဥပါဒံတော့နိဗ္ဗုတောပဲဟုတ်လား
ဘုရားရောဇာတိရောဇရာရောဇာတိရောနေဘုရားဘုရားနေကြံကြီးရောဓမ္မတွေရဲ့ဒါတရားများတော့ဆံမစိတ်ကူးနဲ့မတွေ့ဘူးဒီနေရာဆံတွေ့ကျမ်းမလားတရားဆံဒီနေရာဆံတော့ဒါဖြင့်ဥပဒနာနဲ့တိုင်တွေ့မယ်ရှင်းကြပါအဲ့ဒါတော့ဆိုလို့ရှိရင်ဘယ်နဲ့ဥက္ကမောင်တို့အတော်ရှင်းဖို့ကောင်းတယ်ဒါမှဒီတရားတွေအတော်ရှာငတ်ဆက်နေတယ်သူတို့အားပေးနေနော်အခုလည်းဘုန်းကြီးတရားကိုနာရတဲ့ဓမ္မတွေကတော့ဖြင့်ကလေးမြင်လေကလေးလေးကဇာတိလေးကရှာမပဲဆိုပြီးဒါရှိလိုက်အဲ့ဒါလူရင်းမြင်လိုက်ချင်းအိုလေးကရှာမပဲဆိုပြီးဒါတော့နာရီပေါက်နေတဲ့လူမှမြင်နေလို့ရှိရင်လည်းသူတို့ကနာဘဝနာလေးကဒီရှာမပဲရှိလိုက်ရင်မလို့ဘူးလားအဲ့ဒါဓမ္မတွေကဒီဘက်နဲ့သူတို့ကမေးပြီးရှင်းတုံးတယ်ကိုယ့်ကိုယ်တော့ပုဂ္ဂတ်ထားစစ်စင်လို့ဖြစ်တယ်ကွာသူတို့ဆန်းလာရင်သူရောဆိုရဲလေးပဲမကြဘူးလားအမှန်ဘယ်မှာပြရတယ်ဓမ္မတို့ပုဂ္ဂိုလ်ကြတော့မစဉ်းစားဘူးသူများကြတော့စဉ်းစားနေတယ်ဆိုတော့အဲ့ဒါမှမကောင်းသေးရလားကောင်းဒါယနေ့ကစပြီးကြတာဓမ္မတို့သူများမြင်နေဘုရားပုံမစဉ်းစားဘုရားပုံမစဉ်းစားလို့ရှင်းလုပ်ပါအဲ့ဒီနေရာမှာတောက်လို့ဥပဒေကဒီဆိုးနေလို့တော့ရှင်းရလားဘယ်မှာလဲရှင်ရမမင်းကဒီလိုမဲ့နေတဲ့ပုဂ္ဂိုလ်မရှိနေတဲ့ပုဂ္ဂိုလ်ကြတဲ့ခါကျတော့အမောင်ကြီးဆယ်ရမေတာလားတော့မင်းတာရင်းနေစီဝဲနဲ့ရှင်းတုံးနေတာပဲအမောင်လေးကျဒီအမှန်တန်တန်ပါလားတဲ့အမောင်ကြီးတဲ့အကုသိုလ်ကြီးဟာအမိလည်းမဆိုင်ဖားလည်းဆိုင်ကားလည်းဆိုင်သမီးလည်းဆိုင်ချွေးလည်းဆိုင်မျိုးလည်းဆိုင်အမောင်သားနဲ့ဆိုင်တယ်ဆိုသုံးခုမြောက်ပေါင်းနေကြပြီးရေးတယ်။ဒါကိုရှိတာ။သုံးခုရှိတာကဓမ္မတို့ရှင်းရလား။တောင်းရင်းတရားကတော့ဓမ္မမင်းကသုံးပါလေ။ဒီတန်းဆောင်းကြလို့ကြာ။ဒီတန်းဆောင်းကြလို့ဓမ္မတို့နော်။ကာမီမခိုက်တဲ့ပုဂ္ဂိုလ်နော်။ဒီတဲ့လို့ကာမီခိုက်တဲ့ပုဂ္ဂိုလ်ကျတော့စတမ်းရှိရတာကြတော့။ရဲဘုရားအပေါင်းလောကမှာရာဇဝတ်တဲ့ပုဂ္ဂိုလ်များမြန်မာစင်းရတဲ့ကတော့လမ်းလေးကမောင်းကျော်ပြီးရဲရဲနှဲ့ဟဲ့သင်္ကန်းတရားပေးရဆိုရင်ကောင်းဆက်ကြရေးဟဲ့မရှိလို့ဘူးလားအမင်းမဆောငမယုံမဆောဟဲ့မရှိလို့ဘူးလားအဲ့ဒါကိုမောင်းမြင်ဘူးလားလောကကျွန်တော်မြင်ဟုတ်တယ်ဆန္ဒဘယ်ကြတဲ့ပုဂ္ဂိုလ်မြင်ရတယ်ဆက်ဒီမြင်လို့ရှိရင်တော့ဒီလိုဗန္ဒနာမတရားချင်းလောက်ကြဘယ်လိုဒုက္ခပေးနေကြတာလဲတန်ခါရဒီမှာကကြီးတယ်မှာပဲအမောင်းစမြင်လားဒီကမေးတာလားဓမ္မမင်းကလည်းဒီလိုဗန္ဒဘွားတွေကရာဇမှုကျင့်နေကြတာနောက်ကဘွားကြီးကြလာတဲ့ခါကျတော့ဆံမောင်ပြီးရဲ့အကျိုးကျမ်းလာလေဦးမယ်လို့အမောင်မတွေးမိဘူးလားမဆင်ញံဘူးလားပြောလိုက်ကျမ်းမဆင်ញံဘူးရင်းနေဘယ်လောက်များဆိုလို့ဟုတ်ပါတယ်။ဒါမစင်ញနေဘူးတဲ့ဓမ္မတို့ရောအခုရာဇကောင်းတွေဘုရင်ကျိုးပေးတော်တဲ့ဘုရင်ပေးရတဲ့ဥမာဘလုံးနဲ့လူတွေအားလုံးနဲ့ပြည့်စုံကုန်ရတဲ့ဒေကုန်ရတဲ့ရာဇမှုကျွမ်းတဲ့ပုဂ္ဂိုလ်တွေဘယ်လိုတဲ့သိကြတယ်ဆိုသူ့ပြင်နေသူဘယ်တော့မှမဟုတ်ခင်ဗျားတို့ဖြစ်စဉ်ပြောပါတဲ့သူ့ပြင်နေသူလည်းသူတောင်းနေမှာမဟုတ်ဆိုတော့ဒါကလည်းလို့ဖြစ်တယ်ခန္ဓာကမာနဒိဋ္ဌိရှိလို့ဖြစ်တာမဟုတ်လားအဲ့တော့ဒီဒုက္ခတွေဒီကားလို့ဆိုရင်ပြန်ဒီဓမ္မကံမှာဒုက္ခရှိလို့ရှိရင်ဒုက္ခရှိလို့ရှိရင်ဒုက္ခလည်းရရှိမှာပဲဒီဟုတ်မလားဒုက္ခရှိနေလို့ရှိရင်ဒုက္ခလည်းရှိရမယ်ဆိုတော့ဒကာဓမ္မတို့ခန္ဓာဒုက္ခသိတာမဟုတ်လားအဲ့တော့ခန္ဓာမရှိလို့ရှိရင်ဒီဒုက္ခကလည်းအဲ့ဒီလိုခင်ဗျားတို့လောက်ပါတဲ့ဒီဒုက္ခဘယ်လိုကြရခန္ဓာရိုက်တာနှစ်တာဘယ်မှာညနေနေရာနဲ့စိတ်ဓာတ်တွေအဆက်ဆက်ပြီးကျင်းနေတဲ့စိတ်ဓာတ်တွေအဲ့ဒါကျင်းတဲ့နေတို့စိတ်ဓာတ်တွေဒီဘက်နဲ့ကလည်းပဲနှုတ်စိတ်ဓာတ်တွေမရှိဘူးလားရှိပါဘူးဒါရင်လည်းခါကြလို့ရှင်ဒုက္ခမှာတော့ဒုက္ခသံဃာမှာဒီလိုကိုမိုက်ထားတဲ့ဒုက္ခအကြီးဆိုတော့မှာပဲဒါဒီဒုက္ခတွေနည်းနည်းဒုက္ခလို့အရှာမှာပဲလာကြရလားဟောသူကြောင်းနဲ့သူကံမဆိုးတတ်နေမှာမလို့ဟုတ်လားကိုယ့်ကိုစဉ်းစားတာကျွန်တော်တို့ပါကုန်ပါဘူးပါပါအတော်ကြီးဆုံးနေဟုတ်ပါမဆိုးရဘူးလားဓမ္မ
ဘုန်းကြီးကဟိုတဲ့သူများပြတာကြည့်ပြီးဒီကရပြီးတော့တာပဲတဲ့ကိုလို့ရရှောင်းပါတော့မယ်ဒါခန္ဓာရှိလို့လာတော့အဖြစ်လို့ဒကာဓမ္မတွေကမတူဘူးသူကကြည်တာဘူးရှိလို့လာခန္ဓာရှိခန္ဓာတည်းမျိုးကိုခိုးရတယ်ခိုးရလုံရတော့ကြည့်ရဆိုတော့ကြမလားဘူးလေလာတော့ဒီနေ့နဲ့ပြစ်ချက်ကမသိနိုင်ဘူးလားရှင်းကြပါလားဒါရင်တော့ဒုက္ခရှိရင်ပါရင်တော့ဒုက္ခရှိရတော့မယ်ဆိုလို့ရှိရင်ဖြစ်ခဲ့ခန္ဓာဒုက္ခရှာကြသူတဝေနာယတနာဥပါဒံဘဝကာတိဇာတိခန္ဓာကြခန္ဓာကြလို့လားခန္ဓာကြလို့ရှိရင်ဒီခန္ဓာကြလို့ရှိရင်ဒီခန္ဓာကြလောက်ရတယ်လို့ပြောလာတော့မှာပဲမလာဘူးလားအဲ့ဒါဒီဝေဒနာရှိတဲ့ခါကြလို့ရှိရင်ဓမ္မတွေမိုက်ဆိုင်ကြတဲ့ခါကြလို့ရှိရင်တဏှာချုပ်ဥပါဒံချုပ်ဟုတ်လားဘဝချုပ်ဇာတိတွေရောချုပ်တယ်ဆိုတော့ဘာကြံလို့လဲဘယ်ကနှိမ့်ဆက်လဲဒုက္ခရှိရင်ဒုက္ခရှိတယ်ဆိုတာဒီဇာတိဒုက္ခရလည်းအကုန်mấtတာပဲပေါ်ကြလားအဲ့တော့ဘုရားကံကြရုံနဲ့ကြီးနှလန်းမြင်တယ်ဆိုတော့ပေါ်လာသူလည်းမလို့သူသိတယ်မကောင်းတဲ့ပုဂ္ဂိုလ်တွေလားဒီဇာတိဇရာဇာတိဟုတ်လားကာမကရဏဒုက္ခဒီလိုဆိုတာတွေဒီဓမ္မတို့ပေါ်ကြလားအမှန်ဆိုရတာလက်လန်းနဲ့တွေ့လားဒါဖြင့်ဒီနေ့တရားနာရတဲ့ပုဂ္ဂိုလ်တွေအမှန်တန်ကောင်းပါဘယ်မှာတရားရှာရမှာတော့ဆိုရှင်းကြီးတွေပြောတာကတရားရှာခန္ဓာတွေ့ပြောတာတရားရှာရင်လည်းအခုတော့ရသေးတယ်ရှာကြတာဓမ္မတွေဒါတရားဟမ်ဘယ်လိုကြောင့်မတွေ့ဘူးလားတလို့လည်းတွေ့မှာပဲလူရောဒီမှာရောအရာစုတောင်တွေရောတွေ့နိုင်တဲ့အခါကျလို့ရှိရင်တွေ့တိုင်းသူတို့ကိုမြင်လို့ဖြင့်ကိုလောအောင်ရုံးမယ်ဆိုတော့ဒီပေါ်အောင်ကျူးစားကြလောအောင်ရုံးမယ်ဆိုတော့ဒီနဲ့သင်ကြမလားကြဆက်ဆွဲကိုဒီနာမလောအောင်လို့ဒီနာမဝေဒနာရှိပြင်ဒီနာမလက်တာလားရကြမလို့လက်လို့တရားတော်ဓမ္မတွေတော့ပါအဲ့ဒါခဏတော့အကျိုးသာတာကိုတနည်းနဲ့လုံးဝနေလို့သွားပြီးဒီလိုမလုပ်ပါနဲ့မှန်ပါဘောကြတာတနည်းနဲ့လည်းဘုန်းကြီးပြောတဲ့ဝေဒနာကနေရှိပြီးဒါတွေတော့ပုံချမ်းလာတော့တနည်းနဲ့မလုပ်နဲ့ခဏခဏကိုတနည်းနဲ့ဆိုင်တဲ့မျိုးအောင်ဘာမှဆက်ပါဘူးဘယ်ကြည့်တာခဏခဏခဏကလည်းမဖြစ်နဲ့ဘဇက်ကလည်းဖြစ်နေမလို့မြင်မေးဒုက္ခနာကိုငါဘယ်တော့မြင်ပါတော့လို့ဘဇက်နဲ့တော့ဖွင့်မေးရမောင်မေးမေးနားမေးမေးမျက်လုံးမင်းနေသူကဘယ်လိုပြောနေလဲ။ဘာလို့ပြောရတာ။ကျန်တဲ့ခန္ဓာကြီးကပြောရတာ။အခုကိုယ်ကတော့ဗဇက်နဲ့ထုတ်မေးလိုက်တယ်။ဒီခန္ဓာကြီးကိုကုန်မေးလိုက်တယ်။အဲဒီမမကြီးခန္ဓာဒီခန္ဓာလက်ခန္ဓာတို့ဟောတဲ့ကံခန္ဓာတို့ဘယ်လောက်မှန်းနဲ့သက်ရှင်မှာတော့ဘယ်လောက်ပြမြင်မှာတော့ဆိုလို့ရှိရင်ဘယ်နဲ့လဲ။မပြောအောင်ဘူး။ဘောကြခဏရင်ခိုင်းနေမတော်ကြတဲ့ပုဂ္ဂိုလ်ကလည်းဆိုကြ။အောင်ဘူးဆိုတော့ဂျိုးဆိုးပဲဒီလိုရှင်လည်းလုံးချင်မလို့ဘူးပဲသဘောကျလားသိရမလားဒါပေမဲ့အုံလုံးကဘာသင်ရတဲ့ကျင့်နေနေလို့မလိုပါဘူးသိကျင်တိုင်းနဲ့လည်းပြောလိုက်သူကမလာဘူးလားသိကျင်တိုင်းနဲ့လည်းပြောလိုက်မယ်ဆိုကြည့်ကြလားခင်ဗျားတို့ပြောတာဘာမှလက်မခံဘူးဒါဒီလိုရှင်လည်းလုံးမလို့ပြောလားဒီကျင်လည်းလည်းနဲ့အဲ့ဒါဒီနာရီနာတော့ငါလူလေးရံရဲကြလိုက်မယ်ဆိုတော့သူတို့အမေးမှမခံတဲ့ပုဂ္ဂိုလ်သူတို့ကတာကြည့်ဆွဲပြီးကာလမျိုးကိုဆက်မှာမဆက်တော့ဘာလို့လဲဒီစင်ဒါမြင်စစ်စင်လို့ဒါမြင်နော်ဒီအမြင်နော်ပေါ်ကြတော့ဘုန်းနဲ့ပေါင်းနေရလို့ဘာနဲ့မလို့ရှင်ဘုန်းကြီးကခင်ဗျားတို့ပြင်းပြလို့ကြားလို့ပြောတော့ဒီပေါင်းနေရတာဘာနဲ့ပေါင်းနေရလဲအုံဘုန်းနဲ့ပေါင်းရင်စိတ်ချက်ကိုပါရလားစိတ်ချက်ကမပါတဲ့အတွက်ခင်ဗျားတို့ကအော်မိဒီလုံးကိုအော်မိနားကိုအော်မိဒါခဏကြီးရမလားမမင်းကြီးကခဏကိုဘယ်လောက်ဆိုင်မှာတော့သူတို့ဘယ်လောက်များသိရှိအောင်အားမှာတော့ဘာနဲ့ပြောမယ်ဘာမှမပြောရလို့ရှင်လည်းအုံမုံပဲဟာတော့ဒါကြောင့်ခင်ဗျားတို့ကောင်းကြိုက်လာတဲ့ကငါလာအောင်မဲ့ဟုတ်လားငါကောင်းကြိုက်ဒီကလာကောင်းတဲ့ခံပေးတာငါလာခဲ့မယ်လို့ပြောဝင်ကြလားသူဖြစ်ချင်လို့ပြက်လာတာပဲလားဟောဒီကောင်းရဲ့သူကဟုတ်ပါခင်ဗျားတို့ငါနဲ့ရတာမင်းမနဲ့ကြပဲသိတိုက်တယ်မင်းညနေကောင်းတိုက်တယ်လို့ခင်ဗျားတို့ကရံသူ့ကိုကောင်းဒါခင်ဗျားသိတိုက်တယ်မလိုက်တဲ့ကျုံးနေမှာဘူးကောင်းတိုက်မှုအနာရမှုဟုတ်လားကျုပ်လက်ကနေခံတယ်သဘောကျခင်ဗျားတို့အကျိတ်ခင်ဗျားတို့လက်
သူကဘာမှပါဘူးဘာမသိအောင်ကောင်းနေလားခင်ဗျားတို့အတော်သိခံနိုင်လို့ပေါ့ဟမ်ဒါလည်းသိအောင်ကောင်းနေတာအတော်သိခံနိုင်လို့ဉာဏ်ကိုမပါလို့ဒါငါရမတို့အနတ္တနဲ့တရားပေါင်းနေတာကြတယ်အနတ္တဆိုတာဘုရုလို့လိုက်အနန္တကအနတ္တဟုတ်လားဘုရုလည်းနဲ့ဘုရုကြိုက်ကိုလိုက်တော့အဲ့ဒီမလိုက်တာကြီးလို့ပဲခင်ဗျားတို့ကနှက်ပြန်ပါလို့တပတ်ခံမလို့သားလေးကြီးမလို့ဟုတ်လားသူရလေးတောက်မလို့အမှန်ခင်ဗျားတို့လိုလုပ်တာသူကလည်းအချိန်သူဘုရုကြိုက်လိုက်မယ်လို့ဒီကနေ့တောင်းခံရတာဘုရုကြိုက်မလို့ဒီနတ်ကဟုတ်လားဆိုင်မလို့သင်ပြီးကြလားဟုတ်လားခင်ဗျားတို့ကြံစီလုံးနေနဲ့ဘယ်နည်းဘယ်ရက်ဘယ်ခါကျမှကျူးကျူးဆဆနူးနူးကြကြနဲ့လောက်လိုက်မှာဟုတ်လားဒါလူတော်ကလည်းဘယ်လိုနေရမလဲဥက္ကမောင်ကဟုတ်လားခန္ဓာကလိုက်ပါမယ်မလိုက်သူပြောဘူးရလားမပြောဘူးရတော့ခင်ဗျားတို့တကယ်ကြီးကြရင်ရှင်းဒါလေးစားလို့ပြောသွားမှလို့ဒီလဲကြမှာတဲ့ခင်ဗျားတို့လည်းကျန်တယ်လဲရတယ်ခန္ဓာနဲ့လိုက်သွားတယ်သူ့တိုင်နေတာမတိုင်နေတာမတိုင်တဲ့ခန္ဓာကိုကျင်းကိုရုပ်ဆွဲပြီးမှလေးလို့မှဆိုတော့ခင်ဗျားတို့ဘာပြောကြနေတာလဲမမေးဆုံးပြလိုက်တာမေးကြတယ်ဓမ္မတွေကကျင်းလိုက်ကြမပြောရနဲ့လို့ခန္ဓာနဲ့ကိုတကယ်ဆိုတော့မတည့်ကောင်းတဲ့ခန္ဓာကြီးနဲ့ခင်ဗျားတို့ငါကြငါလိုငါလိုက်ညာနေလုံးမဲ့လို့ရှင်းနေကြခေါ်လာခင်ဗျားတို့ဒီနေ့ကြားကိုဒီနေ့ကြားနာဒီနေ့ကြားသုတ်တံပြင်းတယ်ရှော့ကိုရှော့မပြောရခင်ဗျားတို့ကြက်ခင်ဗျားတို့လိုက်ကနေတယ်မလို့တဲ့ခန္ဓာကိုကြီးကိုကိုယ်တိုင်ရထားပါရဲ့တားနဲ့ခင်ဗျားတို့ကတမင်းနေတော့လုံးလုံးမနေဘုန်းကြီးတို့သိခေါ်တာပဲဟုတ်လားပန်းနဲ့မှန်တာပဲမလို့လည်းမဖြစ်ဘူးအဲ့ဒါလုပ်လိုက်မဲ့တမင်းနေဒီကဓမ္မတို့သိပြန်ပြောပါတယ်ပြောရဦးလားခင်ဗျားတို့တရားပြန်ငါရှိပြီးကြတာပြောငါနေပြီလောကမလို့ဖြစ်ဘူးဒီလိုတော့မလို့သေးဘူးရှင်းနေရလားအဲ့ဒါခင်ဗျားတို့ဒီကနာကြီးကိုခင်ဗျားတို့ကဘယ်လိုမှဆင်နေကြတယ်ဆုံးသူကအုံဘုံခင်ဗျားတို့ကပိုင်နေတယ်သူကကိုယ့်လိုကိုယ်ကြိုက်ဘုရုလိုမှမလိုက်ဘူးတရားလိုမလိုက်ဘူးဒီကဘုရုလိုမလိုက်ဘူးတရားလိုပြီးမလိုက်တာကိုခင်ဗျားတို့ကလိုက်လိုက်မှသင်ပြီးကြတယ်ရက်စနေစလဆဲနဲ့နေနိုင်တာများယူတာတက်တက်ပါလို့ပေါ်ကြလားဘာဖြစ်ကြလဲလို့ဟုတ်ပါဘူးအရွယ်လေးကြီးကြအောင်ယူနေမှာမဟုတ်တော့ဘူးဟုတ်လားအရွယ်ကြီးတော့ယူနေလို့တွေ့ရတာဒီကမောင်ယူနေသေးတာတော်လိုက်ပြီနေယူရမှာတော့တွေ့ဘူးလားမှန်ပါတော့ဟောတာဝါလိုက်ပါပြီတဲ့ဓမ္မတို့တန်းကြတဲ့ဓမ္မတို့ဒီပုဂ္ဂိုလ်မြင်တဲ့အခါမှာလေဒီတိုင်းနဲ့လုပ်လို့ရမှာနော်မှန်ပါတော့တန်းကြီးတဲ့နဲ့ဒီဖြစ်တိုင်းဖြစ်လို့ရှိရင်အဲ့တော့ဒုက္ခလမ်းဖြစ်လို့ရှိရင်ဒုက္ခလမ်းဖြစ်တယ်ဆိုတာကသဘောကျဒုက္ခရောက်တဲ့ပုဂ္ဂိုလ်မြင်တိုင်းခင်ဗျားတို့သူ့ကိုယ်ပဲသနာနေရမလားကိုယ်လည်းအောင်ယုံမယ်ဆိုတဲ့စိတ်ကတန်တန်ထောရမွေးရမှာလားနောက်ဒီမြတ်ကြီးလမ်းဆုံးနေတယ်ကိုယ်ပဲလှည့်ပြီးလမ်းဆုံးငါတို့ခေါင်းကဒီမြတ်ကြီးကြည့်ပြီးလမ်းဆုံးနေတယ်သူ့ကျင်းမပြရတယ်သူ့ကျင်းမပြရတယ်သူ့ကျင်းမပြရတယ်လားမှာဆိုလိုက်ကြအောင်မှာရင်းနေကြလားအဲ့ဒါဒီကကျင်းမပြရတယ်ဆိုတော့ကိုယ်ကလည်းဘောလာနဲ့နေသုံးလေးကိုယ်ကလည်းဒီကံကြီးဒီကလာရတဲ့ခါကဒီမြောက်ကိုပြောရအောင်ရောင်းတဲ့ခါကဒီသူကကြည့်တဲ့ငါဆိုလို့ဆိုတော့ပုဂ္ဂလာမျိုးထမရဲ့ခင်ဗျားတို့ပုဂ္ဂလာမျိုးကားလို့ဆိုလို့ချင်းဒီကုံကြားတွေ့တယ်သူကတောင်းနေကျင်းပြီးတယ်ငါတို့မသေးပါဘူးလို့ထင်တာငါတို့တော့ဒီတိုင်းကျင်းတာပဲကျင်းလားဘာမျိုးလဲကျင်းနေတာပုဂ္ဂလာကျင်းတဲ့ဆံပေါ်ဗျာမတော်ပါဘူးလားဘယ်လိုပေါ်လားဒါငါရင်ဓမ္မရေဒီမမင်းကစစ်တာတမင်စစ်ကြုံးဆိုရင်လေးချက်ရှိတယ်50တောင်သူစစ်ရုပ်ကိုပြီးဘယ်ကောင်ကဘယ်လိုလဲစေရင်ငါကလေးစစ်ချက်ကထုတ်သွင်းရှိသေးတယ်ဒါနဲ့စစ်တယ်နဲ့မောလူပြနာကြတဲ့အခါ1ရက်စီ2ရက်စီ3ရက်စီခူးရအောင်အဲ့ဒါမိသက်တွေနဲ့ဒီရရလို့ပေါက်ပြဲနေတဲ့အတုပါနဲ့မောင်ကြီးရဲ့အာမြင်မှုမကောက်ကျွန်တော်ပို့ဘူးလို့ဒီလိုလားဘယ်လိုလဲမကောက်ဘူးပါသေးတယ်အဲ့ဒါမြင်တဲ့အခါကျတော့မအသေးမြင်နေဆိုမကြည့်ရရှာမယ်မင်းစိတ်ကပေါ်ရလားဟောမေးဒီမှာမင်းက
အခုရုပ်ရှင်မတရားချမ်းတဲ့မိတ်ဆွေတွေပေါ်လာလားကွာနေလိုက်ဒီကနေ့ရှင်းမှကြည့်ရတယ်မကလည်းမဟုတ်ဘူးတဲ့ဘာကမှလည်းတော့ဆုံးနေလားခင်များတို့ကအတုကတော့ပုတ်ဘူးကြရလားဟမ်ဒါမတရားချရမှဆိုပြန်ရရလားနန်းတစ်သက်တစ်ခုပြန်ကြတော့ပြန်ပြန်လာတချို့ဒီတစ်ပတ်တော့ပေါ်ရတော့ကံမဆွမ်းတော့ကံမဆိုလို့ရှင်ဒီလိုမျိုးတရားပြေရရတယ်အပြေရချက်ကြည့်ကြတယ်မကြောက်ဘူးလည်းကြောက်ဆိုတော့ငယ်ငယ်ဟောဖို့တရားဖို့သာရှင်ဘာလဲဟမ်ကြောက်တယ်သူသူရှင်ပြောပါတယ်အဲ့ဒါကြောက်တယ်လင်းလာလို့ကြောက်တာဗျအဲ့ဒါလင်းလာခွေးသားဆိုတော့ဒီတိုင်းမှန်းတာလင်းလာဆိုတော့ဘယ်နဲ့ဖြစ်အဲ့ဒါမသာကြီးကြောက်တဲ့ပုဂ္ဂိုလ်ကဒါပါပဲမင်းသားပါပဲတရားဓမ္မလို့သိပြီလားအတော်ဆိုးလားတောင်းတာလည်းမသာမြင်တိုင်းမြင်တိုင်းတရားဓမ္မတို့ကျွန်တော်မသာပို့ရတဲ့ခါလည်းရှိတယ်ဒီလိုကြားဝုန်းမသွားတဲ့ခါရောအဲ့ဒါမြင်တိုင်းမြင်တိုင်းအတူရှိလို့ရှိရင်တော့ကိုယ့်သက်စဉ်းစားလိုက်အမတရားရှိမရှိတယ်အဲ့မတရားရှိလို့ရှိရင်မတရားလားလို့ဖြင့်သူတို့ကသိရတယ်တို့လည်းဒီဘဝပဲသိခမနောမတရားဆရာတော်မယ်ဆိုချင်းချင်းလို့မလုပ်တော့ဘူးလားလောက်တဲ့ခါကျလို့ရှိရင်ဒကာဓမ္မတို့ဖြစ်တဲ့ရှိပြီနော်ဝေဒနာဖြစ်တဲ့ရှိပြီလို့ရှိရင်ဖြစ်တဲ့ရှိပြီရင်ဝေဒနာကိုမရှိတော့နဲ့ဝေဒနာတဏှာဥပါဒံဘောဓာတိစရာမရဏဘာမှလည်းကဒါညွှန်ရတာမလားဒကာဓမ္မဒီစင်တိုင်းကမှာပဲရှိတဲ့ပုဂ္ဂိုလ်ကျတော့နားပိုင်းရှိလိုက်ပြီးလိုက်ပဲမရဏလာသေးရလားတရားရှိရင်ဘာလို့လဲတရားရှိရင်မတရားရှိတယ်ဆိုတော့အပြင်မြင်တိုင်းမြင်တိုင်းခင်ဗျားတို့ငါတို့စိတ်ဓာတ်တွေလည်းနည်းမဟုတ်ပါဘူးဟုတ်လားမသာစိတ်ဓာတ်တွေဒီလိုမလိုက်နိုင်တော့ဟုတ်လားဒီလိုမကင်းအောင်ကျင်းတော့လောက်ရတယ်ရောမရှိဘူးအဲဒီမလိုက်ရှင်လည်းနေလိုက်ရှင်လည်းလိုက်ပါဟုတ်လားမတရားရှိလို့တရားရှိလို့ကျရင်မတရားရှိမှလည်းလုပ်ကြအောင်လုပ်အချိန်တိုင်းကိုတော်ရရလားတော်ပါဘူးမတော်ပါဘူးလို့မတော်ဘူးကြောက်လို့ပြောတာပေါ့မရဘူးလားဒီတော့ကမြင်တယ်တရားဓမ္မတို့ဒီပေါ်မြမမာမြင်မြင်ဒုက္ခဝေဒနာပေါ်မှာဟုတ်လားပြောပြမြင်မြင်အဲ့ဒါကြီးကိုပြည့်စုံသွားပါလားဒီနှလုံးပေါ်နေတာကြီးတော့မပေါ်ပါနဲ့ဆိုတော့ကြရတယ်ဒါနဲ့ဆိုပြီးဘုဒ္ဓဝိသတိကာယဉာဏ်နဲ့ဆိုရဥဒ္ဒကြီးကဉာဏ်လွတ်တယ်ဒါနဲ့ငါနဲ့လည်းကြရတယ်ပေါ်တော့ဒါကြီးသုဒ္ဓရှိပိဋကရာနေလို့ရှိရင်ဖြစ်တဲ့ကဖြစ်တယ်ရှိတာကမိုက်ဆိုတော့သူတို့အတုပါဒပို့နေတာဆိုရတော့မတရားရှားနေတာမတရားကွာနေတာမရဘူးလားအဲ့ဒါမတရားကွာတဲ့အလုပ်ပါဒကာရမတို့သူ့မှတ်တဲ့အလုပ်ဆိုတာကိုရှင်းတတ်ပလားဒါတော့ပြန်နောက်အတုပါပို့တတ်ပလားဘယ်ပို့ကားတော့ကောင်းပို့နေနင်းနေကောင်းမပို့နဲ့သဘောကျလားတန်တယ်ဘယ်လိုပို့ရမှာလဲဒီတဲ့ရှိတယ်သဘောကျလားတောင်းရဲရဖို့ဆိုတော့သူကပြရသွားတယ်ကိုယ်ပို့တယ်ကမတရားသွားတယ်ဆိုတော့ဒကာဓမ္မတို့သုတ်တုတ်တာဆိုတာကျွန်တော်တို့သွားကြတော့သွားတယ်လားမလွဲတာလို့သွားတယ်ဒါကပြောရတယ်လားရှိတာပဲရှိဘူးလားဒါကမတရားလားရှိတာပဲအဲ့ဒီလမ်းကိုလိုက်ပါလားမလိုက်ပါသဘောကျလားအဲ့တော့ဒီမမြင်ဘူးခင်ဗျားတို့ကလည်းမရဘူးအတုပပူရင်းတို့လည်းမတရားလားဖြင့်သူ့တရားလားလို့နေတယ်ငါကမတရားလားကိုလုံးပါပဲဆိုတဲ့စိတ်ကအတုပမြင်နိုင်ကြရိယာကလားမရပါဘူးအမောင်ကြတော့အမောင်မင်းကတော့တော်လည်းမိတ်ရကောင်းပါလားလို့ဒီမှာငင်းကအပန်းတော့ဒါဖြစ်ပြီးလို့ရှိရင်နောက်မစစ်တော့ဘူးမပြည့်ဒီကောင်တော့ခန်းနေမယ်မပြည့်ရမပြည့်ငိမ့်တော့ခန်းနေမယ်တော်ရာဇဂရမတို့သွားကြပလားတဲ့မသာပို့တတ်ကြလားသူတို့ကတရားလမ်းကြတယ်ဘယ်မှာတော့မတရားလမ်းသွားမယ်ဆိုတော့သူကကြီးဖြစ်တယ်ဖြစ်တယ်တော့ဟိုအတူရှိရမယ်ဖြင့်မတရားအတူရှိရင်မတရားရှိရမယ်ဆိုတာဥက္ကမမတရားဘူးအဲ့ဒါပြေကြတော့လုံကြီးကိုဆရာဘုန်းကြီးကပြပေးပြတော့မသာသွားတယ်ဆိုတာခင်ဗျားတို့ပူတယ်အိုက်တယ်ဒီလိုလေးရှိမှာ။ဆန်းတယ်အေးတယ်ကော။အဲ့ဒါဝေဒနာတွေပေါ်နေမှာလား။အဲ့ဒါတွေဘာလို့ရ။အဲ့ဒါတွေဒီပြတဲ့အိဋ္ဌသဘောတွေလည်းရှိလိုက်ပါလားဗျ။အဲဒီဆန်းတယ်အေးတယ်လည်းလာကြတာမနာရကျင်တော့အိုက်တာပူတော့အဲဒီ
ရင်ငတ်တယ်ရေးစားရတယ်လို့အရင်ငတ်တယ်ရေးစားရတဲ့ဒုက္ခဝေဒနာတွေတော့မဆန်နိုင်ဘူးလားရပြီပြီးတော့တောက်ကြကြလို့ရှင်းဒုက္ခဝေဒနာတော့ပေါ်ဘူးလားပေါ်ရတဲ့ခင်ဗျားတို့ပြီးတော့ဒါသိဆောင်တာသိကြမှမရှိပဲဆက်နေကြတာတဲ့ဆုံးမလားရင်းပြီလားဒါမှမဟုတ်ဓမ္မတို့သူရသေးပါတယ်ဆိုတော့ဒုက္ခဝေဒနာကြောင့်ပေါ်နေပြီဆိုတော့တော်ခဲ့တာဘာလို့ဆုံးရလဲတုံးကြီးတွေကဓမ္မတွေကတော်ရိုင်းတာသံဃာရိုင်းကြလို့ဆိုရမလားရောင်းရိုင်းကြလို့အဲ့ဒါခင်ဗျားတို့ဒီကားလို့ဆိုလို့ရှိရင်နောက်ကိုနှိမ့်ကြကြတယ်မလို့ဟုတ်လားဒါတော့မကိုင်းကောင်းကမျက်နှာလေးကဒါလည်းညှင်းညင်းငယ်လေးနဲ့မှခင်ဗျားတို့ဟန်လုပ်ပြီးတော့ငါတော့ဆက်တာမကတ်ဘူးလားရုံငန်းကမြတ်တော့ကြောင်းကမဟုတ်ဆိုတော့ခင်ဗျားတို့ကကျင်မရအကျိတ်တယ်မျက်နှာငန်းတော့ကြည့်တယ်မျက်နှာလေးမှာပြောကြတယ်ဆိုတော့မပြေလည်းကလို့ဆိုပြီးတယ်ဒါတော့ရင်ဓမ္မတို့လောက်ကြကြလားမတရားလားမဟုတ်ဘာမှမလုပ်ဖြစ်တာလားလူတွေငါလည်းလုပ်ဖြစ်ရရာဇကောင်မြင်လူနာမြင်ကောင်းတယ်လူမြင်ကလေးမြင်လားဒါဖြင့်အလုံးမဖြစ်တဲ့နေရာလို့ရှိသေးရလားခင်ဗျားတို့ဘယ်တော့ရဲနေဒီတော့ရဲနေတာလို့ဆိုပြောခင်ဗျားတို့တော်ရမှာကခင်ဗျားတို့နေရာနဲ့ရှိရလားနေရာကြီးလို့ဆိုတာအလုံးဖြစ်တဲ့နေရာကြီးပဲမဆိုနိုင်ဘူးလားဒါဖြင့်ဒီလိုမမေ့လို့ရှိရင်ဖြတ်အဲ့ဒီစစ်ချက်ကိုမရတော့ဒီကိုမရတော့ဒီလိုမမေ့တဲ့ပုဂ္ဂိုလ်ဒီကိုမရောက်ရောက်သေးလားရောက်ပါဘူးသူမေ့တဲ့ပုဂ္ဂိုလ်မဒီရောက်ပါလားဒါတော့မမေ့တဲ့ပုဂ္ဂိုလ်ဆိုတော့ဒီလမ်းကိုရောက်သေးရလားရောက်ပါဘူးဒီလမ်းရောက်ဒီလမ်းအကုန်ရောက်သေးရလားအကုန်ရောက်တဲ့တွေ့ဓမ္မတို့ကဥပဒနာဉာဏ်နဲ့တားပြီးမဉာဏ်သင်ကြည့်တဲ့တားမဆိုနိုင်ဘူးလားဥပဒနာမဲ့ရှိသေးတယ်ဓမ္မတို့တကယ်မဉာဏ်ဖြစ်ကြအောင်တို့ဖြစ်ပြမြင်လို့ဖြစ်ပြမုန်းလို့ဖြစ်တဲ့ဆောင်းအောင်လုပ်မယ်ဆိုရင်စိတ်ကမပြည့်ဘူးလားပြည့်ပါ့မလားရှင်းမလားဒါကြောင့်ဓမ္မတို့တရားပဲရှားပါမယ်ခန္ဓာရှားမျိုးတွေနဲ့ရှားပါလားနော်ဒီလိုမရှားနိုင်ဘူးလားတနည်းများခင်ဗျားတို့မှာဖိစ္ဆာနဲ့လွတ်တဲ့နေနဲ့ရှိကြတယ်မရှိဘူးပြတဲ့ခါတော့ပြေးလိုက်တဲ့ဖြစ်ချာနေတာမဟုတ်ဘူးလူမမာတွေမေးကြရတော့မတတ်တယ်ကမျက်နှာလေးပြီးကြားတော့ကြားရမှာအဲ့ဒါနဲ့မသွားနိုင်လို့ဒါကြားလို့ရှိရင်လည်းဒီမှာဘူးတဲ့တို့ကြတော့မာရဏရှာမှာပဲဟုတ်ကလားဒါပြန်တရားတွေပေါ်ပါလားပေါ်ရမယ်ခဏတည်းကြားလို့ဆိုဟုတ်နှမ်းမှာလို့ဆိုတယ်ဟုတ်နှမ်းကြတာပဲဒါမှမဟုတ်ဘူးနဲ့တော့မဟုတ်ကြဘူးနဲ့မဟုတ်ကြဘူးနဲ့တဲ့ခင်ဗျားတို့အခုကျေခြင်းမျိုးကိုပြောရတာနော်မှန်ကြတယ်ခင်ဗျားတို့ဒီရောက်ရကောင်ကျမှလည်းကျေခြင်းရတော့ဒီကြတော့ကျေခြင်းကဒီကြတယ်ဘယ်လိုလက်ကုန်တော့ဒီကြတယ်လေဘုရားနားတိုင်းတော့နားရလေးကုန်တော့ဒီကြတော့ကျေခြင်းရတယ်အဲ့တော့ဒီနဲ့ဒီကြားတဲ့အဲ့ဒီချိန်နဲ့နားမလို့ခင်လေးခေါ်နေခင်ဗျားတို့ဒီကြားရဟောဒီကြဟောနေရဒီကြတော့ဒီကြတော့ကျောင်းဓာရီတစ်ချက်ဓာရီကနားပဲမှာနားရီပန်းနေမရတော့ဘူးဆိုတော့ဓမ္မတို့ကနားရမ်းကြတဲ့တည်းကသပိုင်းနဲ့ခင်ဗျားတို့ကသပိုင်းနဲ့မှကျုံမှန်တယ်လို့မလို့ဒီရောက်တော့မှာသဘောရလားဒီရောက်ပြီးတော့လို့ကြတော့အဲ့ဒါခင်ဗျားတို့တိုးရဲကံတော့မှန်လားဒီကနေ့လည်းတိုးရဲကံတာအပြုံးမပြည့်သေးဘူးဆိုရင်ခင်ဗျားတို့ယူတာတော့မရှိတော့ဘူးဆိုတော့မဆိုတော့ကျဲမလားဓမ္မတို့တောင်းပြီးတော့ဖြင့်ဒီခဲ့လို့တဲ့ဘယ်ကံကရုဏာကြီးသူမြင်တာတွေဒီတိုင်းဆွဲနေတာတွေအကုန်ချင်းချင်းဆက်ဟောတာပဲဘောကြလားအဲ့ဒါမှယမမင်းကမောင်းဒီချက်ပေါ်မှကနာလို့ဆွဲတယ်အမောင်ကဘယ်လိုမှမသက်တာဒီချက်တွေကုန်ရှောက်နေတဲ့ခါကျတော့ညံ့ညံ့မှတတိယရပြီလို့ဆိုပြန်နှုတ်တယ်ရှင်းမလားဒီချက်နိုင်ရတဲ့ကသတိလေးဆွဲရရင်ပါပြန်နှုတ်မလို့ပါသူ့မဲ့နေတာနဲ့လေဒါရမပြန်နှုတ်ခွင့်ကိုပါသေးတယ်အဲ့ဒါနဲ့ဆင်းရဲစရတယ်ယမမင်းကအမောင်းဖြစ်စဉ်ဒီကားလို့ဆိုလို့ရှိရင်အမောင်မိတ်ကတန်တာတွေတာယသမီးစုပဲကြောင့်အမောင်မိတ်ကတန်တာအမောင်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အမောင်အပြစ်တာရှိတယ်အမောင်အမေပြစ်အဖေပြစ်သားပြစ်သမီးပြစ်ဆွေမျိုးပြစ်လည်းမရှိဘူးအမောင်ပြစ်အမောင်ကံခံဆိုပြီးကြတာတောင်းချင်ရေးလိုက်ဘာမဖြစ်
အဲ့ဒါရှိတော့နောက်ထပ်ကိုပါဇက်ကမဆက်တော့ဒီမြောက်ကဖမ်းတာဖမ်းပြီးကြလားခဏဆောင်းရမှာလည်းရှိတော့သံဃူဘုရားကြီးပေါ်မှာဒီတခါတော့လှည့်ပြီးအိတ်ထိုင်းအိတ်ကောင်းပြီးကြလားမှဒီမီးရဲ့ပံပိုးကြီးတွေနဲ့လက်ကိုလည်းအောက်တံများနဲ့ဖောက်ပြီးရိုက်ဒီဘက်ကလည်းဖောက်ရိုက်ဒီဘက်ကလည်းဖောက်ရိုက်ရှင်းလေးချမ်းကြည့်ပါအလဲရင်တစ်ချက်ဖောက်ပြီးရိုက်ဒါဘယ်တော့ဆိုဒီကစစ်ဆက်လက်ပြီးဒီ90ရက်ခံရတာပဲ90ရက်ခံပြီးတော့မှဘုရားသောပုဂ္ဂိုလ်ကဒီငယ်သားတွေကတပတ်ကိုကြီးနဲ့ချက်ဆက်တာပဲခြေလိုက်တယ်သူ့ဟာတော်လားလို့ပြောတာပေါ်ရမသိနိုင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကအလူတွေကြီးဆိုလို့ရှိရင်နှိမ့်ဆက်ရရောက်ပါအောင်ရောက်ပါအဲ့တော့သူ့ကျိုးရရကတော့မတူရဲနဲ့ခံရတဲ့ကျိုးပြတ်နေလည်းမသေးဘူး။ဘာဘူးနဲ့ရှို့နေလည်းမသေးပဲနဲ့ခံရတယ်။ရင်းကြလား။ကျဲတရားဓမ္မတွေသားမှမြည်ရပါမလားမေးကြည့်တာ။မြည်ရပါမလားမမြည်တော့ဘူး။ဒီအောက်ကအားတော့သံဃူဘုရားကြီးကသောကနာကသူတဲ့ဒီနေ့လုံးမြည်ရဲဆိုတဲ့သံဃူဘုရားကြီးဒီမှာလည်းရှိလက်ဘွားပေါ်မှာလည်းခဏအပူမုံနဲ့ရိုက်တာ။ဟုတ်ကဲ့ရဲနေအပူမုံနဲ့ခြေတော့ပေါ်မှာရောမရန်တယ်မှာရောနားကြရိုက်တယ်ဆိုတော့သူ့ရောမကောင်းဘူးမသိရဘူးတဲ့ယောဂမနတိတာသောနာဘာဝတော်လို့ပြောတာဟောတယ်အကျင့်ကမကောင်းတဲ့ထုတ်ကံမကုံလေးတွေကလည်းဒီတော့ဘယ်လိုနှိမ့်ဆက်နေချက်နေမသိဘူးမသိဘူးခံမသိရတဲ့ခါတိုင်းမှတ်ပြီးတော့ရင်းနေကြလားကျဲဒကာဓမ္မတို့ဆန်းကြီးရကြရဆန်းကြီးရကြလို့ရှင်းဒီလမ်းတွေကလို့ဆိုလို့ရှိရင်မေသောပုဂ္ဂိုလ်တွေကြရလားဟုတ်လားခင်ဗျားတို့ဒါမြင်နေမနဲ့ဆိုရမမေ့အောင်မလုပ်ခဲ့ဘူးလားလုပ်ခဲ့တယ်ရှင်းမလားဒါတော့ဆက်လန်းတရားဆိုပြီးဘုရားကဒါစစ်ပြီးကြတာဒီနေရာကိုဆက်လန်းတရားဆိုပြီးလေးလာတာဟောထားတာရှိသေးတယ်ဒီဉာဏ်နဲ့လက်ကြောက်သဘောကျလားဒါကလည်းနိုင်ရှိသွားတယ်တဲ့မျက်စိမှာဆက်လန်းပြီးကြကြဒါရင်းတို့ပြီးရင်တော့ကြ